ဖူးတူရင်သာပုံမှန်လူတယောက်ဖြစ်ရင်ဘလောက်ကောင်းမလဲကျွန်တော်ကို့အတွေးကြောင့်ကိုလန့်သွားပြီးရှာဖျားကိုအားနဲ့ကိုက်လိုက်ကနာကျင်မှုကိုတုံးပြီးကိုသတိပြန်ဝင်အောင်လုပ်လိုက်တယ်။စံပြုတ်ချက်ပြီးသူမကကျွန်တော်စီပကံတစ်လုံးအရင်ပေးလိုက်တယ်မြည်ကြည့်ပါဦး။ဒါကငါတခြားသူအတွက်ပထမဆုံးအကြိမ်ဟင်းချက်ပေးတာပဲမြည်ကြည့်ပါဦး။ကျွန်တော်မျက်နှာချင်းဆိုင်ကစံပြုတ်ဖြူပကံကိုကြည်ရင်ယွန်ရှာတဲ့မျက်နှာပေးနဲ့ဖြစ်သွားခဲ့တယ်ကျွန်တော်တွတ်ဆုံနေပြီးဇွန်းကိုမကင်ကျင်တာကိုမြင်တော့သူမကတန်တရားနဲ့လှည့်ကြည့်လိုက်တယ်။ဒီစံပြုတ်ကိုရေအေးနဲ့စိန်ထားတာမပူတော့ပါဘူး။ကျွန်တော်မတက်တာပဲဇွန်းကိုကင်လိုက်ပြီးပါဇက်ထဲဖြည်းဖြည်းချင်းထည့်လိုက်တယ်ထမင်းရတာကပါဇက်ထဲမှာပြန့်နှံ့သွားခဲ့တယ်တကယ်အန်ကျင်လိုက်တာကျွန်တော်အန်ကျင်စိတ်ကိုအစွမ်းကုန်ထိန်းချုပ်လိုက်တယ်မျက်ခုံးတွန့်ပြီးအဲ့ဒီစံပြုတ်ကိုမျိုးချလိုက်တယ်သူမကကျွန်တော်ခက်ခဲစားနေတာကိုမြင်တော့တန်တရားနဲ့သူမရဲ့စံပြုတ်ကိုတစုံမြည်ကြည့်လိုက်တယ်ဘာလို့ဒီလိုဖြစ်ရတာလဲမိမရဲ့မျက်နှာကခဏချင်းမှပဲမှောက်မိုက်သွားပြီးဇွန်းကိုချကကျွန်တော်ကိုစိုက်ကြည့်လိုက်တယ်မင်းစာမစားခြင်းနဲ့ယောဂရှိနေတာမဟုတ်ဘူးလားကျွန်တော်ရဲ့ကျင်းမြောင်းတဲ့မျက်လုံးတွေနည်းနည်းတုန်လှုပ်သွားပြီးအဲ့ဒီနောက်မှာတော့မှောက်မိုက်သွားခဲ့တယ်ဟုတ်တယ်ကျွန်တော်မှာအစာမစားခြင်းနဲ့ယောဂရှိတယ်ကျွန်တော်ကထူးဆန်းတဲ့သူတယောက်ပဲဒီအထိပဲကျွန်တော်ကိုယွန်ရှာလိုက်ပါတော့အရင်ကလူတွေလိုပဲကျွန်တော်ကိုအယူလို့ဆဲဆိုပြီးအဲ့ဒီနောက်မှာရိုးရိုးပြက်စွန့်ပစ်လိုက်ကြစမ်းပါကျွန်တော်အတွေးတွေကမိဘမဲ့ဂေဟာစီချက်ချင်းရောက်သွားခဲ့တဲ့အဲ့ဒီတုန်းကဂေဟာထဲမှာလူကြီးချို့ကကျွန်တော်ကိုလာရောက်ထိပါတက်ကြတယ်ကျွန်တော်မျက်နှာကိုလာကင်တဲ့သူကိုခွေးယူလိုအားနဲ့ကိုက်လိုက်တဲ့နေ့အထိပဲအဲ့ဒီနေ့ကစလို့ဘာမှမသိတဲ့တခြားကလေးတွေကလူကြီးတွေပြောတာကိုပဲကြားပြီးကျွန်တော်ခေါင်းထဲမှာယောဂရှိတယ်လို့ထင်ခဲ့ကြတာသူတို့လည်းအနိုင်ကျင့်ကြတယ်ကျွန်တော်ထက်အသက်ကြီးတဲ့အကိုတယောက်ကရှေ့ထွက်ပြီးကာကွယ်ပေးခဲ့တယ်ကျွန်တော်ရဲ့ပိန်ကပုံစံကိုတနာစရာကောင်းစွာကြည်ရင်ကြမ်းချံကဒီလောက်အထိပိန်နေတာကိုမင်းတို့တွေဒုက္ခပေးလွန်းလို့ထမင်းတောင်မမျိုးနိုင်တော့ဘူးသူကမုတ်တစ်ခုကိုကျွန်တော်ပါဇက်ထဲထည့်ပေးပြီးနူးညံ့စွာပြောခဲ့တယ်ကြမ်းချံမင်းရမ်းပိန်တာပဲငါအရန်ဝမ်းနေရတယ်သူပြောတဲ့စကားတွေကိုကျွန်တော်မှတ်မိနေခဲ့တယ်အဲ့ဒီနေ့ကစပြီးထမင်းမစားမှပဲတခြားသူတွေရဲ့ဂရုစိုက်မှုကိုရလိမ့်မယ်လို့ထင်ခဲ့တာအဲ့ဒီနေ့ကစလို့ကျွန်တော်ကအစားအသောက်ကိုသတိထားပြီးထိန်းချုပ်ခဲ့တယ်အသက်12နှစ်ကျော်ပြီးတဲ့နောက်မှာကာဘိုဟိုက်ဒရိုက်ကိုလုံးဝမထိတော့ဘူးအစားအသောက်ကိုအကြာကြီးငတ်ထားရင်အလွန်မင်းစားမိတတ်တဲ့ဆချင်းမှာတော့ကိုအပြစ်တင်မိတယ်နောက်တော့မှလဲချောင်းနဲ့လက်နိုင်ပြီးအန်ထုတ်တဲ့နည်းကိုတင်ယူခဲ့တာတက္ကသိုလ်မှာခင်ခဲ့တဲ့တငယ်ချင်းတွေကကျွန်တော်မှာယောဂရှိတယ်လို့ထင်ကြပြီးတယောက်ပြီးတယောက်စွန့်ပစ်သွားကြတယ်အခုဖူးတူးရင်လည်းသူတို့လိုပဲကျွန်တော်ကိုစွန့်ပစ်တော့မှာပဲထပ်ပြီးနင်းချလိုက်ပါဦးကျွန်တော်သူမကိုကြည့်လိုက်တော့မျက်လုံးတွေကအေးဆက်ပြီးဝမ်းနေစရာဖြစ်သွားပေမဲ့သူမကတော့အေးဆက်တဲ့မျက်နှာနဲ့ကျွန်တော်ရှိကစံပြုတ်ပကံကိုမယူလိုက်တယ်သူမကတစွန်းခတ်ပြီးကျွန်တော်ပစနာခေါ်လာခဲ့တယ်ပစဟဆန်ကျွန်တော်ကောင်းပါစွာနဲ့မျက်နှာလွှဲလိုက်တယ်သူမကစံပြုတ်စွန်းကိုကျွန်တော်ပါဇက်ထဲအတင်းထည့်လိုက်တော့ကျွန်တော်အန်ကျိတ်ထားပြီးမဖွင့်ဘူးသူမကဒေါသလဲထွက်စိတ်လဲပူသွားပေမဲ့ရင်ထဲမှာတော့ဝမ်းနဲ့စိတ်တွေရောရှက်နေခဲ့တယ်ကျွန်တော်မိဘမဲ့ကေဟာမှာတယောက်တည်းကြီးပြင်းလာခဲ့ရတာကိုတွေးမိတော့သူမရဲ့မျက်ရည်တွေစီးကျလာခဲ့တယ်သူမကအသက်ပြင်းရှူလိုက်ပြီးထွက်ခါနီးမျက်ရည်တွေကိုအတင်းဖိနှိပ်ထားပေမဲ့အတန်ကတော့ချင်းချောက်နေတော့ပဲမစားချင်သေးဘူးလားငါပါဇက်နဲ့ကြီးမစာခွန်ပေးရမလားကျွန်တော်မျက်နှာပေါ်ကပြတ်သားမှုတွေကနောက်ဆုံးတော့ရှော့ကျသွားခဲ့တယ်သူမကတက်ပြင်းချလိုက်ပြီးနောက်ထပ်စံပြုတ်တစုံခက်ကကျွန်တော်ပါဇက်နာခေါ်လာခဲ့တယ်လိမ့်ပါတယ်ပါဇက်ဟာဆန်ဒါပေမဲ့ထမင်းအနှံ့ကနှာခေါင်းထဲတိုးဝင်လာတော့ကျွန်တော်ခေါင်းမာစွာနဲ့နှုတ်ခမ်းကိုတင်းစိတ်ထားလိုက်ပြန်တယ်ဖူးတူရဲ့အတန်တွေတုံရင်နေခဲ့တယ်ကောင်းပြီမင်းမစားဘူးမဟုတ်လားနောက်တစ်စက္ကန့်မှာတော့သူမကစံပြုတ်ဖြူတငုံလိုက်ပြီးကျွန်တော်ပါဇက်ထဲတိုက်ရိုက်ခွန်ပေးလိုက်တော့တယ်ထမင်းအနှံ့ကပါဇက်ထဲမှာပောက်ကွဲသွားခဲ့ပြီးကျွန်တော်စိတ်ပြက်စွာနဲ့သူမကိုတွန်းထုတ်ချင်ခဲ့ပေမဲ့သူမရဲ့စိတ်ပူမှုနဲ့ဒေါသတွေကြောင့်အခုလိုအတင်းအဓမ္မလောက်ခံရတာကရင်ထဲမှာစမ်းကြဲတဲ့ကျဉ်းနှံ့မှုကိုပေးစွမ်းနေခဲ့တယ်ကျွန်တော်ရဲ့ညှင်းပယ်မှုကိုခံစားလိုက်ရတော့သူမမျက်လုံးထဲမှာအားအသင့်မှုနဲ့ဝမ်းနည်းမှုတွေဖြစ်ပြေးသွားခဲ့တယ်အတန်ကလည်းပုံမှုနူးညံ့သွားခဲ့တယ်လိမ့်မှာပါငါမင်းကိုအပြစ်မပေးတော့ပါဘူးဒါပေမဲ့သူမရဲ့အဲ့ဒီစကားကကျွန်တော်ရင်ထဲကဒေါသတွေကိုမိမွေးလိုက်တယ်လို့ပါပဲကျွန်တော်လက်ကိုဝေယံပြီးစာပွဲပေါ်ကပကံကိုကျမ်းပြင်ပေါ်အားနဲ့ရိုက်ခွဲလိုက်တယ်ဆွေပကံကကွဲအပ်သွားခဲ့တယ်စားတောက်ခန်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်သူမရဲ့အေးဆက်မျက်လုံးတွေကကြောက်စရာကောင်းအောင်ထွက်ပေါ်လာခဲ့တယ်မျက်လုံးနှလုံးလုံးနီးရဲနေခဲ့တယ်ကျွန်တော်ရုတ်တရက်သတိပြန်ဝင်လာခဲ့တယ်သူမရင်ဘက်ပေါ်ကတနက်တန်ရကိုသတိရသွားတော့ကြောက်ရွံ့မှုတွေကတကိုယ်လုံးပြန့်နှံ့သွားခဲ့တယ်သူမကနှက်ခမ်းကိုကွေးလိုက်ပြီးအေးဆက်နဲ့ကြမ်းချံငါမင်းကိုတိတ်အလိုလိုက်မိတာလားကျွန်တော်မျက်နှာလွှဲလိုက်ပြီးသူမကိုမကြည့်တော့ပေမဲ့သူမကကျွန်တော်နှုတ်ခမ်းကိုအတင်းအဓမ္မပြင်းထန်စွာနှိုင်းဆိုင်လိုက်ပြန်တဲ့နူးညံ့မှုတွေမရှိတော့ဘူးကျွန်တော်ငါကခုနကတင်သူမကိုဒီလိုလှုပ်လိုက်တာကိုသူမကငါ့ကိုနမ်းနေတော့ပဲကျွန်တော်ရင်ထဲမှာရင်ခုန်လှုပ်ရှားမှုတွေတက်လာခဲ့ပြီးသူမကပုံမနှက်ဆိုင်စွာပုံမပြင်းထန်စွာနှမ်းဆိုင်ပေးဖို့တောင်လိုလားနေမိတယ်သူမရဲ့ဒေါသကိုချစ်ချင်းမြတ်တာအဖြစ်သတ်မှတ်လိုက်ပြီးအရာရာကိုလက်ခံလိုက်တယ်သူမရဲ့ကြမ်းတမ်းမှုကိုသဘောကျတယ်သူမရဲ့ဂရုစိုက်မှုကိုသဘောကျတယ်သူမရဲ့အနံ့ကိုပို့လို့တောင်သဘောကျသေးတယ်ကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းပိတ်လိုက်တော့ကျွန်တော်စီကတုတ်ပြန်မှုကိုခံစားလိုက်ရလို့သူမနည်းနည်းတန်ဆိုင်သွားခဲ့ပြီးရင်ထဲမှာဟာခနဲ့ဖြစ်သွားခဲ့တယ်သူမရဲ့နှက်ခမ်းတွေတဖြည်းဖြည်းဝေးကွာသွားတာကိုကြည်ရင်ရင်ထဲမှာနှမျောစရာကောင်းတဲ့ခံစားချက်တစ်ခုပြန်ဖြစ်ပေါ်လာခဲ့တယ်သူမကကျွန်တော်ကိုအယူလို့ထင်နေတာသိကြတယ်ကျွန်တော်ဝမ်းနည်းမှုကိုအတင်းဖိနှိပ်ထားပြီးထွက်လိုက်တယ်ကျွန်တော်အိမ်ပြန်ရမယ်မိမိနဲ့ဖေဖေကကျွန်တော်အတွက်စိတ်ပူနေလိမ့်မယ်
မထင်မှတ်ပဲသူမကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်ပြီးလက်ကိုတိုက်ရိုက်ကင်ကအခန်းထဲပြန်ဆွဲခေါ်သွားခဲ့တယ်ကျွန်တော်စိတ်ထဲကနေအေးဆက်ဆက်ရဲ့လိုက်မိတယ်လေတုကဒီအခြေအနေအထိရောက်နေပြီကိုသူမကအဲ့ဒီကိစ္စကိုလှုပ်ချင်နေလို့မလားဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမကကျွန်တော်စီအိတ်တလုံးပြစ်ပေးလိုက်တယ်ကျွန်တော်ဘာမှမရှိတဲ့မျက်နှာပေးနဲ့သူမကိုကြည့်လိုက်တော့သူမရဲ့နှုတ်ခမ်းတောင်မှာပေါ်ပါတဲ့အပြုံးတစ်ခုပေါ်လာပြီးမင်းဒီအတိုင်းကြီးအိမ်ပြန်မလို့လားဒီရေချိုးဝတ်စုံထဲမှာဘာမှမဝတ်ထားတာကိုမိမိဘတွေကိုပြချင်လို့လားအဲ့ဒီခါမှပဲကျွန်တော်သဘောပေါက်သွားခဲ့တယ်အိတ်ထဲမှာကသူမကျွန်တော်အတွက်ပြင်ပေးထားတဲ့အဝတ်စားတွေပဲကျွန်တော်အိတ်ကိုကောက်ယူလိုက်ပြီးအဝတ်စားလဲဖို့ရေချိုးကန်းနဲ့ဝင်သွားခဲ့တယ်ဒီမိမကတကယ်မဆိုးပါဘူးဒါပေမဲ့စစ်ဆက်တုံးကကိစ္စကိုတော့ထဲတွက်လို့မရဘူးကျွန်တော်ဘဝကိုကျွန်တော်ကိုယ်တိုင်ထိန်းချုပ်ရမယ်သူမကကျွန်တော်လက်ကိုတွဲပြီးဓာတ်လေကားစီအတူတူသွားခဲ့တယ်တစ်ထပ်ကိုရောက်တာနဲ့အိမ်ဖော်တွေကချက်ချင်းဥညွတ်နှုတ်ဆက်ကြတယ်ကျွန်တော်တို့ဖြတ်သွားတာကိုစောင့်နေရင်းဆက်ဆူတဲ့မျက်လုံးတွေကကျွန်တော်တို့စီတင်းတင်းကြပ်ကြပ်ကပ်နေခဲ့တယ်ဖះရီဖူးမမကြီးကတကယ်ပဲဖူးရီမမလေးရဲ့စစ်ဆက်ထားသူနဲ့တွဲနေတာလားအတော်ကတူမရဲ့စစ်ဆက်ထားသူကိုလူယူတာလားတထေးတွေရဲ့လောကကြီးကတကယ်ဇလန်းဆန်တာပဲဖူးမမကြီးကဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲကျွန်တော်အဲ့ဒီစကားတွေကိုကြားတော့မျက်နှာပေးမပြောင်းလဲပဲသူမနဲ့အတူကားပေါ်တက်လိုက်တယ်ဒရိုင်ဘာကကျွန်တော်တို့အတွက်ကားတကားဖွင့်ပေးလိုက်တော့သူ့မျက်လုံးထဲကအံ့အားသင့်မှုတွေကိုဖုံးကွယ်လို့မရခဲ့ဘူးကားတကားပိတ်သွားတော့အထဲမှာတိတ်ဆိတ်သွားခဲ့တယ်ဒီပြင်းကြီးပွဲအခြေအနေကထာဝရဒုက္ခပေးနေလိမ့်မယ်လို့ထင်ခဲ့တာဒါပေမဲ့ဖူးတူရင်ကရုတ်တရက်စကားဆက်လိုက်တယ်ဆောင်းရာသီရောက်မှပဲမင်္ဂလာဆောင်မှတ်ပုံတင်လို့ရမှာဆိုပေမဲ့စစ်ဆက်ပွဲကိုတော့အရင်လှုပ်လို့ရတာပဲသူမကကျွန်တော်ကဖူးတူရဲ့အမျိုးသားပါဆိုတာကိုတကဘာလုံးကိုတရားဝင်ကြီးညာချင်တာလားကျွန်တော်အလင်းစလို့ခေါင်းခါလိုက်တယ်တော့ပါပြီသူမကမျက်လုံးကိုနည်းနည်းမိလိုက်ပြီးကျွန်တော်စီလှည့်ကြည့်လိုက်တယ်ကြမ်းချမ်းငါ့ကိုညင်းတာအပြင်မင်းတခြားပါလောက်တတ်သေးလေသူမဒေါသထွက်နေတာကိုမြင်တော့ကျွန်တော်အလင်းစလို့ရှင်းပြလိုက်တယ်ကျွန်တော်ကြောက်တက်နေတော့မယ်လေကျွန်တော်မမနဲ့မင်္ဂလာဆောင်ထားတာကိုတငယ်ချင်းတွေတီးသွားရင်ကျွန်တော်ကိုထူးဆန်းတဲ့တရဝါလိုတတ်မှတ်ကြမှာတေချာတယ်ကျွန်တော်မစင်မချင်းပြောလိုက်မိတယ်မမကတိတ်ထင်ရှားလုံးတယ်ကျွန်တော်အာယုံစိုက်ခံရတာကိုမနစ်သက်ဘူးဒီစကားကသူမကိုပျော်ရွှင်သွားစေခဲ့ပုံရတယ်သူမနှုတ်ခမ်းထောက်မှာအပြုံးတစ်ခုပေါ်လာခဲ့တယ်ကားရက်သွားတာနဲ့ကျွန်တော်ကားပေါ်ကဆင်းပြီးအနောက်ကိုလှည့်မကြည့်ပဲတန်းသွားခဲ့တယ်သူမရုတ်တရက်ပြန်ခေါ်မှဆိုးလို့ဒါပေမဲ့ကျွန်တော်အခန်းထဲဝင်လိုက်တာနဲ့ကျန်းရီပိုင်ရဲ့အတန်ထွက်ပေါ်လာခဲ့တယ်အတော်ရဲ့အိပ်ရာပေါ်တက်နိုင်ခဲ့တာပေါ့အခုမှပဲမျက်နှာပြရဲတော့တာလားသူကကျွန်တော်ကိုခြေစုံကောင်းဆုံးကဲဖြတ်လိုက်တယ်ပါလေဖူးသူရင်ကကစားပြီးတော့စွန့်ပစ်လိုက်ပြီလားကျွန်တော်အခန်းထဲမြန်မြန်သွားပြီးအိမ်စာလုပ်ချင်ရုံပဲသူနဲ့စကားများမနေချင်ဘူးမထင်မှတ်ပဲကျွန်တော်ဘေးကနေရှောင်သွားရုံရှိသေးတယ်ကျန်းရီပိုင်ကအနောက်ကနေကျွန်တော်ကော်လာကိုဆွဲလိုက်တယ်မင်းကဖူးသူရဲ့ကားကိုစီးပြီးအိမ်ပြန်ရဲသေးတယ်ပေါ့မင်းကြွားနေတာမဟုတ်ဘူးလားကျွန်တော်လှည့်ပြီးသူ့လက်ကိုပြစ်ထုတ်လိုက်တယ်သူကအံ့အားသင့်စွာနဲ့ကျွန်တော်မျက်နှာကိုတက်တက်ညွှန်ပြလိုက်တယ်မင်းငါကိုရိုက်ရဲတယ်ပေါ့ကျွန်တော်လုံးဝဝေဝါးသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအမေနဲ့အဖေကအပေါ်ထက်ကနေဆင်းလာခဲ့တယ်ကျန်းရီပိုင်ကချက်ချင်းပဲသဘောထားပြောင်းသွားခဲ့တယ်မေကျန်းချန်ကတားကိုအနိုင်ကျင့်တဲ့တားကိုအတူအယောင်ကြီးလို့လှောင်ပြောင်းတယ်အမေကကြားချင်းမျက်နှာပြတ်သွားပြီးကျွန်တော်ကိုဆဲဆိုတော့တယ်ငါတို့ရဲ့ရီပိုင်ကဖူးရီနဲ့ဆေးဆက်တော့မှညီကိုမြန်မြန်တောင်းပန်လိုက်ကျွန်တော်မလုပ်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်မှာမဟုတ်ဘူးကျွန်တော်လက်ထွက်သွားတော့အနောက်ကနေအဖေရဲ့ဒေါသတကြီးအော်ဟစ်တန်ထွက်ပေါ်လာပြန်တယ်မိဘကိုဒီလိုစကားပြောရသလားဖူးသူရိတ်နဲ့မင်္ဂလာမဆောင်ရသေးဘူးဒီလောက်တောင်ထားကင်းနေပြီကျွန်တော်ခြေလမ်းတွေကိုရက်လိုက်ပြီးသူ့ကိုယွန်ရှာစွာကြည့်လိုက်တယ်ခမားလိုအဖေမျိုးကျွန်တော်မလိုချင်ဘူးဒီအချိန်မှာပဲခေါင်းထဲမှာဖူးသူရိတ်ကျွန်တော်ကိုစံပြုတ်ခုန်ပေးနေတဲ့မြင်ကွင်းပြန်ပေါ်လာခဲ့ပြီးနှုတ်ခမ်းထောက်မှာမတိမတာချုံမြိန်တဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်မင်းရဲရဲတယ်ပေါ့အဖေရဲ့အော်ဟစ်တန်ကကျွန်တော်ကိုလန့်သွားစေခဲ့တယ်သူကကျွန်တော်ကိုတက်တက်ညွန့်ပြပြီးဆဲဆိုတယ်မင်းကမိုက်ယူရဲစရာပဲမိဘမဲ့ကေဟာကမကောင်းတဲ့အကျင့်တွေကိုတင်လာတာမဟုတ်ဘူးလားကျမ်းမိသားစုကဘာလို့မင်းလို့မိုက်ယူရဲမျိုးမွေးထုတ်လိုက်ရတာလဲမိဘမဲ့ကေဟာဆိုတဲ့စကားလုံးသုံးလုံးကကျွန်တော်မျက်နှာကိုချက်ချင်းဖြူဖြော့သွားစေခဲ့ပေမဲ့ကျွန်တော်မဟုတ်ဘူးသူ့မျက်လုံးတွေကိုတောင်စိန်ခေါ်တယ်လို့ရင်ဆိုင်လိုက်တယ်အခုကျွန်တော်ကဖူးသူရဲ့စစ်ဆက်ထားသူပဲကျွန်တော်ကိုစော်ကားရင်ခမရပါကြိုးမြတ်ရမှာလဲအဖေကမျက်လုံးတွေကျဲသွားပြီးအံ့အားသင့်သွားခဲ့တယ်မင်းတည်ချင်လို့လားငါကမင်းအဖေကျွန်တော်ခတ်တိုးရေလိုက်ပြီးဒါဆိုရင်ရောဘာဖြစ်လဲသူကဒေါသတကြီးနဲ့စာပွဲပေါ်ကခေါက်ရိုက်တုပ်ကိုယူပြီးကျွန်တော်စီဒေါသတကြီးပြေးလာခဲ့တယ်တုပ်ကကျွန်တော်ခေါင်းပေါ်ကြခါနီးမှာပဲရက်လိုက်သူကအတန်ကြဲကြဲနဲ့អော်လိုက်တယ်ဘသူကမျက်စိမပါလို့ငါ့ကိုလာတားတာလဲဒါပေမဲ့လာတဲ့သူကိုတေချာမြင်လိုက်ရတော့သူကကြောက်လန့်လုံးလို့မျက်နှာမှာသွေးတစ်ဆက်မှမရှိတော့ဘူးလက်ထဲကခေါက်ရိုက်တုပ်ကကျန်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်သူမရဲ့အေးဆက်ဆက်မျက်လုံးတွေကအဖေကိုစိုက်ကြည့်နေခဲ့တယ်ကျန်းချန်ကငါရဲ့စစ်ဆက်ထားသူပဲရှင့်အနေနဲ့ငါဖူးသူရဲ့အမျိုးသားကိုထိရဲတယ်ပေါ့အဖေကချက်ချင်းပဲခြေထောက်တွေပြုတ်ခွေသွားပြီးခေါင်းကိုအထက်ထက်ခါပြလိုက်တယ်မလုပ်ရဲပါဘူးပြောပြီးတာနဲ့သူကကျွန်တော်စီအကူကြီးတောင်းတဲ့မျက်နှာပေးနဲ့လှည့်လာခဲ့တယ်ကျန်းချန်အဖေကမင်းကိုအချစ်ဆုံးပါမင်းဖူးမမကြီးကိုမြန်မြန်ရှင်းပြပေးပါကျွန်တော်ခတ်တိုးရေလိုက်ပြီးဂယုမဆိုင်ပဲအပေါ်ထက်ကိုတန်းသွားခဲ့တယ်ဖူးသူရင်ကထူးဆန်းတဲ့အပြုံးတစ်ခုပြုံးလိုက်လိမ့်မယ်လို့မထင်ထားခဲ့ဘူးခေါင်းရိုက်တုပ်ဆိုတာအရိုက်ခံတဲ့သူကိုရိုက်ရမှာပြောပြီးတာနဲ့သူမလည်းလှည့်ပြီးအပေါ်ထက်ကိုတက်သွားခဲ့တယ်
နောက်တစ်စက္ကန့်မှာတော့အောက်ထပ်ကနေညီဖြစ်သူကျန်းရီပိုင်ရဲ့တနာစရာကောင်းတဲ့အော်ဟစ်တန်ကြီးထွက်ပေါ်လာခဲ့တယ်ကျွန်တော်ကတော့အခန်းထဲပြန်ရောက်သွားပြီးကွန်ပျူတာကိုဖွင့်ကကျွန်တော်ကိုခေါင်းကိုက်စီဆုံးဖြစ်တဲ့အဆင့်မြင့်တင်ချဘာသာရက်ကိုရင်ဆိုင်နေရတယ်ကျွန်တော်စာရွက်ပေါ်မှာခက်ခက်ခဲခဲတွက်ချက်နေချိန်မှာအနောက်မှာလူတစ်ယောက်ရက်နေတာကိုလုံးဝမသိလိုက်ဘူးမထင်မှတ်ပဲလက်တစ်ဖက်ကကျွန်တော်ကုတ်ပိုးကိုလာရောက်ပုတ်တက်ပေးခဲ့တယ်ကျွန်တော်လန့်သွားပြီးလေဘင်းကိုကျုံလိုက်ကချက်ချင်းထွက်လိုက်တယ်ဖူးသူရိတ်မမဘာလို့မပြန်သေးတာလဲအဲ့ဒီမိမကကျွန်တော်ကွန်ပျူတာကိုပိတ်လိုက်ပြီးနှက်ခမ်းကိုကွေးကပြုံးပြလိုက်တယ်ငါမင်းကိုလွမ်းလို့လေမင်းရောငါ့ကိုမလွမ်းဘူးလားကျွန်တော်တငယ်အိမ်တွေကျဲသွားပြီးနရွက်တွေနီးရဲသွားခဲ့တယ်မမအရှက်မရှိဘူးလားကျွန်တော်ဒီလိုဖြစ်နေတာကိုမြင်တော့သူမကနှက်ခမ်းကိုပုံမကွေးလိုက်တဲ့နူးညံ့တဲ့လက်လေးကကျွန်တော်ကိုပိုးကိုထိလိုက်တော့ခေါင်းထိပ်အထိရရံတဲ့ခံစားချက်တစ်ခုရောက်သွားခဲ့တယ်ကျွန်တော်တဘာဝအတိုင်းစာပွဲရှိကမှန်ပြတင်းပေါက်အပြင်ဘက်ကိုလှည့်ကြည့်လိုက်တော့ရင်ဘတ်ထဲကတင်းကျပ်သွားခဲ့တယ်မျက်နှာချင်းဆိုင်တင်းပေါက်ထဲမှာလူရိပ်တစ်ခုပုံးကွယ်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်လက်တကြားနဲ့သူမကိုကြည့်လိုက်တော့အတန်ကလည်းမတဘာဝဖြစ်သွားခဲ့တယ်မျက်နှာချင်းဆိုင်မှာလူရှိတယ်နော်အောက်ထပ်မှာလည်းမေမေနဲ့ဖေဖေရှိနေတော့မယ်ဒါပေမဲ့သူမကကျွန်တော်စီတိုးလာခဲ့ပြီးပူပြင်းတဲ့အသက်ရှူတန်တွေကကျွန်တော်မျက်နှာပေါ်ပတ်ဖြန်းသွားကဆွဲဆောင်မှုရှိတဲ့အနံ့လေးတွေပါလာခဲ့တယ်ကျန်းချန်ကပြောလိုက်တယ်မင်းငါကိုချစ်တယ်လို့ပြောစမ်းငါကိုမပြောအောင်မလုပ်နဲ့မြ мян ကျွန်တော်ခဏမျှတိုးဆုပ်သွားပြီးခေါင်းငုံကသူမရဲ့နေရွက်နာမှာတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်မမကိုချစ်တယ်မိမရဲ့မျက်လုံးတွေတဖြည်းဖြည်းဝေဝါးလာခဲ့တယ်ကျန်းချန်ငါနာမည်ကိုခေါ်စမ်းကျွန်တော်ရင်ဘတ်ထဲကတင်းကျပ်သွားပြီးမျက်ခုံးတုံကခေါ်လိုက်တယ်ဖူးသူရင်နောက်တစ်စက္ကန့်မှာတော့သူမကလုံးဝစိတ်ထိန်ချုံမှုလွတ်သွားခဲ့တယ်ကျွန်တော်နှုတ်ခမ်းကိုပြင်းထန်စွာနှိုင်းဆိုင်လိုက်ပြီးချစ်ချင်းမြတ်တာတွေပြည့်နေနေတဲ့အတန်နဲ့ခတ်တိုးတိုးမိလိုက်တယ်ကျန်းချန်မင်းရောငါမင်းကိုဒီလိုလုပ်တာကိုသဘောကျတာမဟုတ်ဘူးလားကျွန်တော်နာရွက်တွေပူပြင်းသွားပြီးချက်ချင်းညှင်းလိုက်တယ်မဟုတ်ပါဘူးမမစီကမ်းမရှိမပြောပါနဲ့နာရွက်နာမှာသူမရဲ့ခတ်တိုးတိုးရေတံထွက်ပေါ်လာပြန်ပြီးစိတ်တူစရာလေးဆိုတဲ့စကားသုံးလုံးကိုတဖြည်းဖြည်းပြောလိုက်တယ်တကူလုံးကသွေးတွေကအုံနောက်စီဒိုးဝင်သွားတယ်လို့ပဲနာရွက်တွေအယမ်းပူလာပေမဲ့နှုတ်ခမ်းထောက်မှာတော့မတိမတာမပြတ်မသားအပြုံးတစ်ခုပေါ်လာခဲ့တယ်အဲ့ဒီအချိန်မှာတကားအပြင်ဘက်မှာတော့ကျန်းကြီးပိုင်ရဲ့မျက်နှာကဖြူဖြော့နေတာအကြာကြီးရှိနေပြီးနှစ်နာရီတောင်ကြာသွားခဲ့ပြီးသူဒေါသတွေထွက်နေပြီးသူ့ရဲ့စစ်ဆက်ထားသူကိုတွေးမိတိုင်းပို့ပြီးအရှက်ရကတွေးအံချင်းစိတ်တောင်ပေါက်လာခဲ့တယ်သူဖုန်းကိုထုတ်ယူပြီးခန္ဓာကိုယ်ကောက်ကြောင်းလှပတဲ့ကခြေသည်ကျောင်းသူလေးစီစာတို့တန်းပို့လိုက်တယ်မိမဒီညငါအိမ်ကိုလာခဲ့ငါမင်းအတွက်တကားဖွင့်ပေးမယ်အခန်းထဲမှာကျွန်တော်ကအိမ်စာမပြီးသေးတာကိုသတိရသွားခဲ့တယ်မနှက်ဖြန်အတမ်းမဆခင်အပြီးလို့ရမှာလေကျွန်တော်စာပွဲမှာပြန်ထိုင်လိုက်တယ်ဖူးတူရင်ကခတ်တိုးတိုးရဲတန်းကိုမထိန်နိုင်ခဲ့ဘူးသူမကကျွန်တော်ဘေးမှာထိုင်လိုက်ပြီးကြံ့ကြာနေတဲ့စာရွက်တွေကိုကောက်ယူလိုက်တယ်ငါ့ကိုရက်တောင်ခတ်ပေးရမယ်စိန်ခေါ်တဲ့အတန်နဲ့ကြမ်းချန်မင်းငါ့ကိုနည်းနည်းလေးမှမနစ်သက်ဘူးလားကျွန်တော်နှက်ခမ်းကိုကွေးလိုက်ရုံပဲရှိပြီးဘာမှမပြန်ပြောခဲ့ဘူးဒါပေမဲ့ကျွန်တော်ရဲ့တိတ်ဆိတ်မှုကသူမကိုဒေါသထွက်သွားစေခဲ့ပုံရတယ်ပြောစမ်းငါ့ကိုသဘောကျရဲ့လားကျွန်တော်နှက်ခမ်းပေါ်ကအပြုံးကပုံမထင်ရှားလာခဲ့တယ်ကျွန်တော်လက်ကိုမြောက်ပြီးသူမရဲ့ပါကိုတာတာလေးထိလိုက်တယ်ကြည့်ရတာသူမထပ်ပြီးစိတ်ထိန်ချုံမှုလွတ်သွားပြီနဲ့တူတယ်တဘာဝအတိုင်းပဲသူမရဲ့ရင်ဘက်ကအားနဲ့နှိမ့်ချီမြင့်ချီဖြစ်နေခဲ့တယ်နောက်တစ်စက္ကန့်မှာတော့သူမရဲ့မျက်လုံးတွေနီရဲနေခဲ့ပြီးအတန်တွေတုန်ရင်နေခဲ့တယ်မင်းငါကိုသဘောကျတယ်လို့ပြောစမ်းသူမကအော်ဟစ်မတက်ဖြစ်နေခဲ့တယ်ဘာလို့မပြောတာလဲမင်းပြောစမ်းကျွန်တော်မထိန်နိုင်ပဲလက်ကိုမြောက်ပြီးအဲ့ဒီအမာရုပ်ကိုတာတာလေးပုတ်တက်ပေးရင်ဗဇက်ကနေချစ်ချင်းမြတ်တာတွေပြည့်နေနေတဲ့နာမည်တစ်ခုကိုတိုးတိုးလေးခေါ်လိုက်မိတယ်သူရိတ်ဖူးသူရိတ်သူမရဲ့နီးရဲနေတဲ့မျက်လုံးတွေကတဖြည်းဖြည်းပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်သူမကတခုခုကိုကြောက်ရွံ့နေပုံရပြီးအသက်ပြင်းပြင်းရှူလိုက်ကမျက်နှာပေးလဲပြောင်းလဲသွားခဲ့တယ်တောင်းပန်ပါတယ်ခုနကငါအရန်ကြမ်းတမ်းသွားတယ်မင်းကိုလန့်သွားစေတာလားကျွန်တော်မျက်လုံးဖွင့်ပြီးသူမကိုပြုံးပြလိုက်ကခေါင်းခါလိုက်တဲ့ကိစ္စမရှိပါဘူးချက်ချင်းဆိုသလိုပဲကျွန်တော်လက်ကိုဆန့်ပြီးသူမပါကိုကင်ကသူမနှုတ်ခမ်းကိုအလိုလျောက်နမ်းလိုက်တဲ့3စက္ကန့်တည်းပဲကျွန်တော်အိမ်စာအမြန်လုပ်ရမယ်လို့ပြောလိုက်တဲ့အထိသူမကနှမျောစရာကောင်းစွာနဲ့ကျွန်တော်ကိုလှုပ်ပေးခဲ့တယ်ဒါပေမဲ့သူမကငြိမ်ငြိမ်မနေဘူးကျွန်တော်ရေးနေတော့မှသူမကလက်ကိုဆန့်ပြီးကျွန်တော်ဘာကိုလိမ့်လိုက်တယ်ကျွန်တော်ဂယုမဆိုင်တော့ဘူးသူမကမထိန်နိုင်မဲ့ကျွန်တော်ဘာကိုရှုပ်ခန့်နဲ့နမ်းလိုက်ပြန်တယ်နောက်ဆုံးတော့ကျွန်တော်စိတ်တူသွားပြီးယုံလေးလိုသူမကိုစိုက်ကြည့်လိုက်တယ်သူမရဲ့ရင်ဘတ်တွေနူးညံ့သွားပြီးတိုးလာကကျွန်တော်ဘာကိုနောက်ထပ်အနံ့တစ်ခုထပ်ပေးလိုက်ပြန်တယ်အဲ့ဒီနောက်မေးစေးကိုကျွန်တော်ပခုံးပေါ်တင်လိုက်တယ်ဘာပုတ်စာမို့လို့ဒီလောက်အကြာကြီးတွက်နေရတာလဲသူမကကျွန်တော်လက်ကိုကင်ပြီးကြံ့ကြာနေတဲ့စာရွက်ပေါ်မှာတာတာလေးရေးဆွဲလိုက်တယ်တေချာကြည့်နော်ရေးပြီးရင်အနားယူတော့ဖူးသူရိတ်ကတကယ်ကိုတော်တာကိုတော့ဝန်ခံရမယ်သူမရဲ့ရှင်းပြမှုကြောင့်ကျွန်တော်မသိခဲ့တဲ့ပြဿနာတွေကိုမြန်မြန်ပဲနားလည်သွားခဲ့တယ်ကျွန်တော်အဖြေကိုတင်လိုက်ရုံရှိသေးတယ်ဆက်ကိုမပိတ်ရသေးခင်မှာပဲသူမကလက်တော့ကိုဖက်ခနဲ့ပိတ်လိုက်တော့တယ်မမကြီးဒီလိုလုပ်ရင်ဆက်ပြတ်သွားလိမ့်မယ်သူမကကျွန်တော်မေးစေးကိုတတလေးမြောက်လိုက်ပြီးဆန်းနောက်တဲ့အတန်နဲ့မင်းကငါ့ကိုလက်ထပ်တော့မှကိုကွန်ပျူတာတစ်လုံးလိုနေသေးလို့လားကျွန်တော်စိတ်ထဲကနေခတ်တိုးတိုးရေလိုက်မိတယ်ဘသူကမမကိုလက်ထပ်ချင်လို့လဲသူမကကျွန်တော်အတွေ့ကိုတတိထားမိသွားပြီးနူးညံ့တဲ့နှက်ခမ်းတွေကပါကိုတာတာလေးဖြတ်တန်းသွားခဲ့တယ်ကျွန်တော်တဘာဝအတိုင်းရှောင်းလိုက်တယ်သူမကဆောင်းပြီးကျွန်တော်ရင်ခွင်နဲ့လဲကျလာခဲ့တယ်ဒါဆိုရင်မင်းပြောစမ်းမင်းတကယ်ပဲငါ့ကိုသဘောကျရဲ့လားကျွန်တော်ခေါင်းလဲလိုက်ပြီးသူမရဲ့မိကုန်းကိုပြန်မဖြေခဲ့ဘူးဒါပေမဲ့သူမအတန်ကရုတ်တရက်မြင့်တက်သွားခဲ့တယ်မင်းမြန်မြန်ပြောစမ်း
မင်းပြောမှလားမပြောဘူးလားကျွန်တော်နည်းနည်းစကားမထွက်နိုင်ဖြစ်သွားခဲ့တယ်တောင်းပန်ပါတယ်မမကြီးကျွန်တော်တို့မနေ့ကမှစခင်တာလေမထင်မှတ်ပဲသူမကဒေါသထွက်သွားခဲ့တယ်ကြမ်းချံကျွန်တော်တို့လွန်ခဲ့တဲ့2 လကတည်းကခင်ခဲ့ကြတာလေစံအိမ်ထဲကစာကြည့်ခန်းမှာကျွန်တော်ရဲ့အမတ်တရတွေကလွန်ခဲ့တဲ့2 လစီပြန်ရောက်သွားခဲ့တယ်အဲ့ဒါကျွန်တော်ဖူးတူးရင်ကိုပထမဆုံးအကြိမ်တွေ့ခဲ့တာပဲအဲ့ဒီတုန်းကအဖေကကျွန်တော်ကိုဖူးမိသားစုရဲ့လူကြီးတွေနဲ့မိတ်ဆက်ပေးနေတာဖူးတူးရင်ကစာပွဲရှိမှထိုင်နေခဲ့တာမျက်နှာကအေးဆက်နေပေမဲ့ဝေးကွာတဲ့ခံစားချက်ကိုပေးစွန့်နေခဲ့တယ်သစိမ်းတွေမကက်ရဆိုတဲ့ပုံစံမျိုးအဖေကကျွန်တော်ကိုအနားမခေါ်ရဲပဲစစ်ဆက်ထားသူဖူးရီစီတိုက်ရိုက်သွားခိုင်းခဲ့တာရလက်ကတော့ဖူးရီရဲ့အခန်းတကားရှိရောက်တာနဲ့သူမနဲ့ကျန်းကြီးပိုင်တို့ပြင်းထန်စွာဖလဲတကင်းဖြစ်နေတာကိုတွေ့လိုက်ရတာပဲကျွန်တော်တိတ်တဆိတ်ပန်းချံနဲ့ပြေးထွက်ခဲ့တယ်ဘာမှမဖြစ်ပါဘူးအေဂျင့်တဲ့ဘဝလေးရရင်ရပြီဘသူနဲ့ပဲမင်္ဂလာဆောင်ဆောင်မိပါမဲ့ကေဟာမှာထပ်တော့တာတာပေါ့ကျွန်တော်မှရွေးချယ်ပိုင်ခွင့်မရှိပါဘူးဒါပေမဲ့နိုင်ဝက်ကြာမှာပဲအဖေကဖုန်းဆက်လာခဲ့ပြီးအတန်ကစိတ်လှုပ်ရှားနေခဲ့တဲ့ဖူးတူရင်ကအလုပ်တွေကိုရှင်းပြီးတဲ့နောက်သတင်းပေါက်ရှိမှရက်နေရင်ပြုံးလိုက်တာတဲ့အဖေကဒါကိုနှစ်တစ်ထောင်မှတခါရရခတ်တဲ့အခွင့်အရေးလိုသတ်မှတ်ပြီးကျွန်တော်ကိုအပေါ်ထက်ချက်ချင်းတက်ခိုင်းခဲ့တယ်ကျွန်တော်ဘက်ကတော့ရင်ဘတ်ထဲကဒိန်းကနေဖြစ်သွားခဲ့တယ်ကျွန်တော်ကလဲကျထားလို့ဘောင်းဘီမှာရှုပ်နေပြည့်နေတာသူမကလူတက်ဖူးတယ်လို့သတင်းထွက်နေပြီးတနက်လဲကင်ထားတာကျွန်တော်ကိုတနက်နဲ့ပြစ်လိုက်မလားစာကြည့်ခန်းတကားရှိထိကျွန်တော်တွတ်ဆုပ်နေခဲ့တယ်အဖေကကျွန်တော်ကြောက်နေတာကိုမြင်တော့အတုံးမကျဘူးလို့ဆဲဆိုပြီးကျွန်တော်ကိုဖူးတူရိတ်စီအတင်းဆွဲခေါ်သွားခဲ့တယ်သူမကအလင်းရောင်ကိုကြောပေးထားပြီးမြေလောကနဲ့မသက်ဆိုင်တဲ့နတ်သမီးလေးလိုပဲကျွန်တော်ခေါင်းငုံထားပြီးမကြည့်ရဲခဲ့ဘူးနောက်တစ်စက္ကန့်မှာအဖေကကျွန်တော်လက်မောင်းကိုအားနဲ့လိမ်လိုက်တယ်ဒီကောင်မြ мян နှုတ်ဆက်လိုက်စမ်းကျွန်တော်သူမကိုမြ мян တစ်ချက်ကြည့်ပြီးခေါင်းပြန်ငုံလိုက်တယ်ဖူးမမကြီးဒါပေမဲ့သူမကပြန်မထူးခဲ့ဘူးတိတ်ဆိတ်မှုကြီးကကျွန်တော်ရဲ့မွှေးညင်းပေါက်တွေကိုထောင်ထသွားစေခဲ့တယ်သူမနဲ့မတွေ့ခင်အဝိစာမလဲခဲ့ရတာကိုနောက်တရမိတယ်သူမနှုတ်ခမ်းထောက်မှာမတိမတာအပြုံးလေးတစ်ခုပေါ်လာတာကိုလုံးဝမတိလိုက်ဘူးနောက်ဆုံးတော့အဖေကပဲဖားရတဲ့အပြုံးနဲ့ကျွန်တော်ကိုစာကြည့်ခန်းထဲကနေဆွဲထုတ်သွားခဲ့တယ်ကျွန်တော်ချွေးစိမ့်တွေထွက်နေခဲ့တယ်အဖေကိုမေးလိုက်မိတယ်ကျွန်တော်ဖူးမမကြီးကိုစော်ကားလိုက်မိတာလားအဖေကတက်ပြင်းတစ်ချက်ချလိုက်တယ်သူမကမင်းကိုနှင်မထုတ်ဘူးဆိုရင်မင်းကိုလက်ခံလိုက်တာပဲနောက်ပိုင်းမင်းဖူးမိသားစုရဲ့တမတ်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဒီစကားကိုကြားတော့မှကျွန်တော်တက်ပြင်းချနိုင်တော့တယ်ဒါကသူမအပေါ်ကျွန်တော်ရဲ့ပထမဆုံးအထင်မြင်ပဲကြောက်ရွံ့မှုနဲ့ရှက်ရွံ့မှုတွေပဲပြည့်နေခဲ့တာဒါပေမဲ့2 လအကြာမှာဒီမိန်းမနဲ့မင်္ဂလာဆောင်တော့မယ်လို့လုံးဝမထင်ထားခဲ့ဘူးဒီကိစ္စကတကယ်ကိုယူသွတ်เสียရပဲကျွန်တော်တည်ငြိမ်နေသလိုဟန်ဆောင်ပြီးသူမရဲ့မျက်လုံးတွေကိုတက်တက်ကြည့်ကစိတ်ကြိုက်မှုသားပြောလိုက်တယ်2 လကကိစ္စကိုကျွန်တော်ဘယ်လိုလုပ်မှတ်မိတော့မှလဲပြောပြီးတာနဲ့လေတုကအေးဆက်သွားခဲ့တယ်သူမစီကထွက်ပေါ်လာတဲ့ဖီအားကကြောက်စရာကောင်းလိုက်တာမျက်နှာလေးကချက်ချင်းဒေါသကြောင့်ဖောင်းကားသွားပြီးမျက်လုံးတွေကလည်းမူလအတိုင်းအေးဆက်ပြီးကြောက်စရာကောင်းသွားခဲ့တယ်ဘရင်နားမှာနေရတာကြားနားမှာနေရတယ်လို့ပဲခေါင်းထဲမှာဒီစကလုံးတွေပဲကြံတော့တယ်အခုပြေးချင်ရင်တော့မလွတ်တော့ဘူးသူမကိုအရင်ချော့ရမယ်သူမညှင်းငွေ့သွားတဲ့အထိစောင့်ပြီးမှကျွန်တော်ထွက်သွားမယ်ကျွန်တော်အလိုလျောက်သူမနှစ်ဖူးကိုနမ်းလိုက်တယ်ကျွန်တော်ဟန်ဆောင်နေတာကိုသူမကောင်းကောင်းသိပေမဲ့မြုပ်နှံနေတော့မဲ့တကားကြားကနေလူတယောက်ရဲ့ပုံရိပ်ကိုတွေးလိုက်ရတဲ့အထိပဲကျွန်တော်သူငယ်အိမ်တွေကျေသွားခဲ့တယ်အဲ့ဒါကျန်းကြီးပိုင်မဲ့သူကမနာလိုမှုနဲ့ဒေါသတွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်တို့ကိုစိုက်ကြည့်နေခဲ့တယ်သူဒီမှာရက်နေတာအချိန်ဘယ်လောက်ကြာပြီလဲကျွန်တော်ရဲ့ဖားရနေတဲ့ပုံစံကိုသူအကုန်တွေ့သွားပြီလားကျွန်တော်ပဲပြုတ်ခွက်ထဲခေါင်းဆိုင်ပြီးတေးလိုက်ချင်တော့တာပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာပိန်ပိန်ပါပါမိမတယောက်ကသူ့ဘေးကိုလာပြီးသူ့ကိုဆွဲထုတ်သွားခဲ့တယ်။အဲ့ဒီမိမကဖူးရီမဟုတ်ဘူး။ဘေးခန်းထဲကနေရွှန်ရှာပွဲအတန်တွေထွက်ပေါ်လာခဲ့တယ်။ကျွန်တော်တို့တယောက်ကိုတယောက်ကြည့်ပြီးမရည်ရွယ်ပဲကြဲကြဲလောင်လောင်ရေမောလိုက်ကြတယ်။နိုင်ဝက်အကြာမှာတော့ဘေးခန်းထဲကအတန်တွေပျောက်ကွယ်သွားခဲ့ပြီးကျွန်တော်လည်းလုံးဝအားအင်ကုန်ခန်းသွားခဲ့တယ်။သူမရဲ့ညီးတွားမှုကိုခံရတော့ရင်ထဲမှာစမ်းကြဲတဲ့ကျဉ်းနှံ့မှုကိုပြန်ရလိုက်တယ်။ဒါပေမဲ့ကျွန်တော်အမြန်တတိပြန်ဝင်လာခဲ့တယ်။သူမကမကြခင်မှာကျွန်တော်ကိုညှင်းငွေသွားတော့မှပဲကျွန်တော်ဒီဖြစ်စဉ်ကိုမြန်လုပ်ရမယ်။မိမတွေကိုအလွယ်ကူဆုံးညှင်းငွေ့စေတာကတော့ဖားရလုံးနဲ့အမျိုးသားပဲအဲ့ဒီလိုတွေးပြီးအတန်ကိုမြောက်ကအော်လိုက်တယ်သူရိတ်ဖူးသူရိတ်ကျွန်တော်မမောက်ကိုချစ်တယ်သူမရဲ့ခန္ဓာကိုယ်ကရုတ်တရက်တောင့်တင်းသွားခဲ့တယ်နောက်တစ်စက္ကန့်မှာသူမကကျွန်တော်ကိုစိုက်ကြည့်လိုက်ပြီးမျက်လုံးထဲမှာဘာခံစားချက်မှမြင်လို့မရခဲ့ဘူးတကယ်လားကျွန်တော်ပြစက်ကရရင်အဆုံးထိကြရမှာပေါ့ပြုံးပြီးခေါင်းငိမ့်လိုက်တော့သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနူးညံ့သွားခဲ့ပြီးအတန်ကရိုးသားလုံးနေခဲ့တယ်ကြမ်းချံငါလဲမင်းကိုချစ်တယ်ငါ့ကိုမလိမ္မာနဲ့ငါ့ကိုတမယိုးကြမလုပ်ပါနဲ့တသက်လုံးငါပေးမှနေပေးလို့ရမလားကျွန်တော်ခဏမျှမှိုင်သွားခဲ့ပြီးအဲ့ဒါကသူမရဲ့ခဏတာစိတ်လိုက်မှန်မှလောက်တာလို့ပဲထင်ခဲ့တယ်ဒါကြောင့်မို့လို့ခေါင်းငိမ့်ပေးလိုက်တယ်ရတာပေါ့တသက်လုံးမမတယောက်တည်းကိုပဲချစ်မှာပါသူမကကျွန်တော်ကိုပုံမတင်းတင်းကြက်ကြက်ဖတ်လိုက်တယ်ဒီတိုင်းပဲကျွန်တော်သူမကိုဖတ်ထားရင်အိပ်ပျော်သွားခဲ့တယ်နောက်တနေ့နနက်စောစောနှိုးဆက်မိလာတော့ကျွန်တော်ချက်ချင်းထထိုင်လိုက်တယ်မနက်10 နာရီမှာအတန်းရှိတယ်နောက်ကျလို့မဖြစ်ဘူးဖူးတူရင်ကအိပ်ပျော်နေတော့မဲ့ပုံမှန်အေးဆက်နေတဲ့မျက်နှာကအခုတော့အရန်နူးညံ့နေပြီးနှက်ခမ်းတောက်မှာအပြုံးလေးရှိနေခဲ့တယ်
ကျွန်တော်အဝတ်စားတွေအမြန်လဲပြီးကြောပိုးအိတ်ကိုလွယ်လိုက်တဲ့နောက်ဆုံးတော့သူမကိုထက်ကြည့်လိုက်တော့မျက်လုံးထဲမှာမတိမတာနှမျောစရာခံစားချက်လေးပေါ်လာခဲ့တယ်။ဒါပေမဲ့ကျွန်တော်အဲ့ဒါကိုအတင်းဖယ်ရှားလိုက်ပြီးအပြင်ကိုအမြန်ထွက်ခဲ့တယ်။သူမကကျွန်တော်အပေါ်အရန်ကောင်းပေမဲ့ကျွန်တော်မှသွားရမယ့်လမ်းရှိတယ်။ဘသူရဲ့ချီနှောင်မှုကိုမှမလိုချင်ဘူး။အဲ့ဒီအချိန်မှာပဲပိုမိုတောက်ပလာတဲ့နေအောင်ကြီးကြောင့်ဖူးတူရိပ်ဖြည်းဖြည်းချင်းနိုးလာခဲ့တယ်။သူမကတဘာဝအတိုင်းလက်ကိုစမ်းကြည့်လိုက်တော့ဘေးနားမှာလူမရှိတာကိုတွေးလိုက်ရပြီးရင်ထဲမှာဟာခနဲဖြစ်သွားကဖော်ပြလို့မရတဲ့စိတ်ပြတ်မှုတွေဝင်ရောက်လာခဲ့တယ်။လွန်ခဲ့တဲ့နှစ်တွေမှာဖူးတူရိပ်ကသူမရဲ့စိတ်ဓာတ်ကိုအေးဆက်တဲ့ပုံစံနဲ့ဖုံးကွယ်ထားခဲ့ပေမဲ့အမှန်တကယ်တော့သူမကချစ်ချင်းမြတ်တာကိုအလိုချင်ဆုံးသူပဲမင်းညကကျွန်တော်ရဲ့မမကိုချစ်တယ်ဆိုတဲ့စကားကြားမှာပဲသူမစိတ်အေးသွားခဲ့ရတာဟာလာဟင်းလင်းဖြစ်နေတဲ့ရင်ဘတ်ကြီးကနောက်ဆုံးတော့ပြည့်နှက်သွားခဲ့တယ်။သူမထွက်ပြီးရေချိုးခန်းထဲဝင်သွားခဲ့တဲ့စာပွဲပေါ်မှာသွားတိုက်ဆေးနဲ့တောပို့တန်အစ်စ်တစုံရှိနေခဲ့တယ်။သူမရဲ့မျက်လုံးတွေကပန်းရောင်ယုံယုံလေးပါတဲ့တောပို့တန်ပေါ်မှာရက်တန့်သွားခဲ့တယ်။မျက်လုံးထဲမှာအပြုံးလေးတစ်ခုဖြစ်ပြေးသွားခဲ့တယ်။ဒါကကျွန်တော်သူမအတွက်အထူးတလဲပြင်ပေးထားတာဆိုတာသူမသိတယ်။သူမကတောပို့တန်ကိုယူပြီးသွားတိုက်ဆေးထဲကပန်းရောင်ယုံယုံပါတဲ့ခွက်ထဲရေးထဲလိုက်တယ်လက်ချောင်းလေးတွေကခွက်နှုတ်ခမ်းကိုတသားလေးပုတ်တက်ပြီးတော့ရင်တွေထူးဆန်းစွာမြန်လာခဲ့တယ်သူမမျက်လုံးပိတ်လိုက်တော့မင်းညကမြင်ကွင်းတွေခေါင်းထဲပြန်ရောက်လာခဲ့ပြီးစိတ်လှုပ်ရှားသွားခဲ့တယ်ရှင်းလင်းပြီးတဲ့နောက်တာဝါကိုလျှော်ပြီးမူလနေရာမှာပြန်ချိတ်လိုက်တယ်သူမခေါင်းခါလိုက်ပြီးကိုရေမောလိုက်မိတယ်ငါကအမျိုးသားတစ်ယောက်အတွက်နဲ့အခုလိုကိုမတူတော့အောင်ဖြစ်ရတာလားအဲ့ဒီအခါမှပဲသူမမနေ့ကဒီကိုလာတာကျန်းချန်ကိုလက်စွပ်ဝယ်ပေးဖို့ဆိုတာတတိယသွားခဲ့တာဒါပေမဲ့ကျန်းအဖေကကောက်ရိုက်တုံးနဲ့ကျွန်တော်ကိုရိုက်ဖို့လုပ်နေတာကိုတွေးလိုက်ရလို့တကယ်ဒေါသထွက်သွားခဲ့တာမိဘမဲ့ကေဟာမှာကြီးပြင်းလာခဲ့ရတဲ့ကျန်းချန်ကမိသားစုချစ်ချင်းမြတ်တာကိုအယမ်းလိုချင်ရှာမှာပဲလို့တော့ပြီးမိတော့သူမဒေါသကိုအတင်းဖိနှိပ်ထားခဲ့တာမနေ့ညကကျွန်တော်ကိုယ်တိုင်မမကိုချစ်တယ်လို့ပြောတာကိုကြားရမှပဲသူမကျွန်တော်နဲ့အတူတူမိသားစုလေးတစ်ခုထူထောင်ခြင်းစိတ်ပေါက်သွားခဲ့တာသူမဆုံးဖြတ်ချက်ကိုပြောင်းလိုက်ပြီးကုမ္ပဏီကိုမသွားတော့ဘူးကြမ်းကြံကိုအရင်ရှာပြီးလက်စွပ်ဝယ်ကလက်မှစွပ်ပေးမှစိတ်အေးရမယ်ဒါပေမဲ့အောက်ထပ်ရောက်တာနဲ့အမေနဲ့အဖေကလှေကားထောက်မှာတကားဆောင်တွေလိုရိုသေစွာရက်နေကြပြီးမျက်နှာမှာဖားရတဲ့အပြုံးတွေနဲ့ဖူးမကြီးကျွန်တော်တို့မနှက်စာပြင်ထားပါတယ်သူမရင်ထဲမှာယွန်ရှာသွားပေမဲ့ကျွန်တော်မျက်နှာကြောင့်ပေါင်မှုတစ်ချက်ယူပြီးထွက်သွားခဲ့တဲ့အနောက်မှာအမေနဲ့အဖေကဥညွတ်ကြံခဲ့ကြတယ်ဖူးမကြီးဖြည်းဖြည်းကြွပါနောက်တစ်ခါပြန်လာခဲ့ပါဦးပြင်ပမှာဒရိုင်ဘာကအဝတ်အစားအသစ်ပြင်ထားပြီးတကားဝမှာတိတ်ဆိတ်စွာစောင့်နေခဲ့တယ်လစာသုံးစားရတော့ဒရိုင်ဘာကချက်ချင်းဝမ်းသာသွားခဲ့တယ်ကျေးဇူးတင်ပါတယ်ဖူးမကြီးနောက်တစ်ခုကတော့ကျောင်းကိုမောင်းခိုင်းတာပဲဖြစ်တယ်မနေ့ပိုင်းကကာယအတန်းရှိတယ်ကျွန်တော်ကဘောလုံးအတန်းမှာပါသွားခဲ့တယ်အဆိုးဆုံးကတော့ကာယဆရာကကျွန်တော်ကိုအတန်းရဲ့စူပေါင်းဖြော်ပြပွဲမှာပူးပေါင်းခိုင်းတာပဲကျွန်တော်နဲ့အရင်နှီးဆုံးကတော့တမကအတွင်းရေးမှုကျူးဆန်းဆန်းပဲဖြစ်တယ်သူမကကျွန်တော်ဒူးကောင်းကိုနင်းပြီးအာယူကဘေးနာကစင်ပေါ်မှာမတ်တက်ရက်ဖို့ကျွန်တော်လက်မောင်းကိုကင်ထားရတာကျွန်တော်တို့နှစ်ယောက်ကဆက်ရုပ်တွေလိုဖြစ်နေလို့ဆရာကဒေါသထွက်သွားခဲ့တယ်သူကလေ့ကျင့်မှုကိုရက်လိုက်ပြီးကျွန်တော်တို့ကိုမျက်နှာချင်းဆိုင်ရက်ခိုင်းလိုက်တယ်မင်းတို့နှစ်ယောက်1မိနစ်လောက်အပြန်လန်ကြည့်နေကြစမ်းနားလည်မှုကိုအရင်မွေးမြူကြစမ်းပတ်ဝန်းကျင်ကចောင်းသားတွေရေမောလိုက်ကြတယ်ကျွန်တော်နဲ့ကျူးဆန်းဆန်းလဲရေလိုက်ပြီးတော့ဆရာကပူဒေါသထွက်သွားခဲ့တယ်ဒါပေမဲ့ရေလေးပိုးရဲခြင်းလေးပဲဒါပေမဲ့မထင်မှတ်ပဲလေ့ကျင့်ရေးရုံအပြင်ဘက်မှာရိုးရိုက်စကားတစ်စီးရက်နေခဲ့တယ်အနောက်ခန်းမှာထိုင်နေတဲ့ဖူးတူရင်ကကျွန်တော်ကိုစိုက်ကြည့်နေခဲ့တယ်သူမကကျွန်တော်တခြားမိန်းကလေးကိုတွဲထားတာရောပြုံးပြနေတာရောကိုတိုက်ရိုက်မြင်သွားခဲ့တာအဲ့ဒီခိုက်မှာပဲသူမဒေါသကြောင့်တကိုယ်လုံးတုန်ရင်သွားပြီးအေးဆက်တဲ့မျက်နှာကပုံမူအေးဆက်သွားခဲ့တယ်ကျွန်တော်ရှင်လန်းစွာရေမောနေတုန်းမှာပဲအေးဆက်တဲ့မျက်လုံးတစ်စုံကိုခန်းစားလိုက်ရတယ်ကျွန်တော်လန့်သွားပြီးခေါင်းမောကြည့်လိုက်တဲ့မျက်လုံးချင်းစုံသွားတဲ့ခိုက်မှာပဲမျက်နှာပေါ်ကအပြုံးတွေလုံးဝတောင့်တင်းသွားခဲ့တယ်ဖူးတူရိပ်သူမကားထဲမှာရှိနေတာပဲနောက်တစ်စက္ကန့်မှာတော့သူမကတနက်တလက်ထုတ်ယူလိုက်ပြီးတနက်ပြောင်းကိုဘေးနားကကျူးဆန်းဆန်းစီချိန်လိုက်တာကိုတွေးလိုက်ရတဲ့ခေါင်းထဲမှာဒိန်းကနေဖြစ်သွားပြီးတဘာဝအတိုင်းကျူးဆန်းဆန်းရှိမှကပေးလိုက်ကသူမကိုတတိပေးတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပေမဲ့သူမကအေးဆက်ဆက်ရဲလိုက်ပြီးတခြားမိန်းမကိုကာကွယ်ပေးတယ်ပေါ့အများကြီးစဉ်းစားမနေတော့ပဲအမြန်ပြေးသွားကကားတကားကိုဖွင့်ပြီးအထဲဝင်ထိုင်လိုက်တယ်အဲ့ဒီတနက်ကအပြင်ဘက်ကိုချိန်ထားတော့မဲ့အတန်တွေတုံရင်နေခဲ့တယ်ဖူးတူရိပ်တနက်ကိုချလိုက်ပါသူမမှာဘာတော့ပြန်မှုမှမရှိပဲကျွန်တော်ကိုပဲစိုက်ကြည့်နေခဲ့တယ်ကျွန်တော်လက်တွေပြင်းထန်စွာတုံရင်နေပြီးသူမရဲ့လက်မောင်းပေါ်ဂယုတစိုက်လက်တင်ကတနက်ကိုအောက်ချဖို့ကြိုးစားရင်းမိမ့်မှန်ဒါပေမဲ့သူမကတနက်တောက်နဲ့ကျွန်တော်မေးစေကိုမောလိုက်ပြီးအတန်ကအလွန်မင်းအေးဆက်နေခဲ့တယ်မင်းမှာငါ့ကိုမိမ့်မလို့ခေါ်ရဲတဲ့မျက်နှာရှိသေးတယ်ပေါ့အေးဆက်တဲ့ခံစားချက်ကအရေးပြားကိုထိမိသွားတော့
ကြောက်လန့်လွန်းလို့အသက်ပင်ရှူရခတ်သွားခဲ့တယ်ဖူးတူရိပ်ကျွန်တော်မှားသွားပါတယ်ကျွန်တော်တကယ်မှားသွားပါတယ်မမအရင်ဆုံးတည်ငြိမ်လိုက်ပါကျွန်တော်ဘာမှလဲဆိုတာဖះပဲသိလိမ့်မယ်ဒါပေမဲ့အရင်ဆုံးသူမကိုစိတ်အေးအောင်လုပ်ရမယ်မထင်မှတ်ပဲသူမကဒေါသကြီးစွာထွက်လာခဲ့တယ်ငါရဲ့စိတ်ဆက်ထားသူကတခြားမိန်းမနဲ့နီးနီးကပ်ကပ်ရက်နေတာကိုမင်းကငါ့ကိုဘလို့လုပ်တည်ငြိမ်ခိုင်းရတာလဲသူမကတနက်ကိုဘေးပစ်လိုက်ပြီးကျွန်တော်ပေါင်ပေါ်ဓာတ်ရိုက်ထိုင်လိုက်တဲ့လှုပ်ရှားမှုတွေကပြင်းထန်ပြီးဒေါသတွေပါနေခဲ့တယ်ကျွန်တော်စတင်ကြောက်လန့်လာခဲ့တယ်ဒီမှာမလုံနဲ့လေကားအပြင်မှာကျွန်တော်တငယ်ချင်းတွေကြီးပဲတောင်းပန်ပါတယ်ကျွန်တော်စာပဲစူးစမ်းချင်တာပါအေးအေးဆေးဆေးပွဲရပြီးငြိမ်ငြိမ်သက်သက်ပဲနေချင်တာပါဒါပေမဲ့ဖူးတူရဲ့ရောက်လာတာကကျွန်တော်ရဲ့အေးချမ်းမှုတွေကိုဖျက်ဆီးလိုက်တာပဲကျွန်တော်ရဲ့မာနတွေနင်းချခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်သူမကကျွန်တော်စီတဖြည်းဖြည်းတိုးလာခဲ့ပြီးအတန်ကဝန်ခံပြီးဖြစ်နေခဲ့တယ်ဖူးတူရဲ့ကျွန်တော်ကိုလွတ်ပေးပါကျွန်တော်မမနဲ့မင်္ဂလာမဆောင်ချင်တော့ဘူးသူမအတန်ကကြောက်စရာကောင်းအောင်အေးဆက်နေခဲ့တယ်မင်းထပ်ပြောစမ်းကျွန်တော်အားလုံးထုတ်ပြီးအော်ဟစ်လိုက်တယ်ကျွန်တော်စစ်ဆက်တာဖြစ်ချင်တယ်ဒါကချစ်ချင်းမြတ်တာမဟုတ်ဘူးဒါကချီနှောင်မှုပဲကျွန်တော်ကိုအသက်ရှူချက်စေတဲ့ထိန်းချုပ်မှုပဲမိုးကောင်းကင်ကမှောက်မိုက်လာခဲ့ပြီးရင်ဘတ်ထဲကလည်းအောက်ခြေထိကျဆင်းသွားခဲ့တယ်ရင်ဘတ်ထဲကတဖြည်းဖြည်းအေးဆက်လာပြီးကာကွယ်ရေးလိုင်းတွေလုံးဝပြိုလဲသွားခဲ့တယ်ဖူးတူရိပ်ဒီဘဝမှာကျွန်တော်မမကိုဘယ်တော့မှချစ်မှာမဟုတ်ဘူးကျွန်တော်မျက်လုံးတွေကပြတင်းပေါက်အပြင်ဘက်ကိုဟာခနဲ့ကြည့်နေတော့မှပဲသူမကကျွန်တော်ကိုရုတ်တရက်တင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်နောက်တစ်စက္ကန့်မှာပူနွေးတဲ့အရေးတစ်ဆက်ကျွန်တော်ကြောပေါ်ကြားရောက်လာခဲ့တယ်ကျွန်တော်မြင်သက်သွားခဲ့တယ်ဖူးတူရိပ်ငူနေတာလားကျွန်တော်တန်တရားနဲ့မျက်လုံးမေးလိုက်ပြီးစိတ်ကူးရင်တာလို့ကိုပြောလိုက်တယ်ဒါပေမဲ့သူမမျက်ရည်တွေကိုအတင်းဖိနှိပ်ထားတာကိုတေချာခံစားလိုက်ရတယ်သူမကိုကျွန်တော်ကအကန့်အသတ်ထိတွန်းပိုးလိုက်မိတာပဲသူမရင်ဘက်ထဲကတဖြည်းဖြည်းအေးဆက်လာပြီးမျက်လုံးတွေလည်းဂယုမစိုက်တော့ဘူးသူမကစူကုတ်ကလေးလိုငိုယိုနေခဲ့တယ်ကျွန်တော်ကတော့အလွန်မင်းပင်ပန်းနွမ်းနယ်မှုကိုပဲခံစားလိုက်ရတယ်သူမကကျွန်တော်နဲ့မိသားစုလေးထူထောင်ချင်တာကျန်တဲ့ဘဝကိုအတူတူသွားချင်တာဒါပေမဲ့ကျွန်တော်လိုချင်တာကထွက်ပြေးဖို့ပဲကျွန်တော်ကပဲသူမအပေါ်မှားခဲ့တာလားဒါမှမဟုတ်သူမကပဲအရန်ရှိရွဆွဲဆန်တာလားသူမကကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့တယ်မင်းညကလိုနူးညံ့တဲ့မျက်လုံးတွေကိုတွေးလိုက်ရတော့အရန်လောင်ပြောင်စရာကောင်းတယ်လို့ပဲခံစားလိုက်ရတယ်ကြမ်းချမ်းငါလက်လွတ်မှာမဟုတ်ဘူးလုံးဝလက်လွတ်မှာမဟုတ်ဘူးကျွန်တော်အသုံးမဝင်တဲ့ရုန်းကန်မှုကိုဆွန့်လွတ်လိုက်တယ်ဖះသခင်ကကျွန်တော်ကိုမွေးဖွားပေးတာဒီလိုဒုက္ခတွေကိုခံစားဖို့ပဲလားအဲ့ဒီအချိန်မှာပဲဖူးတူရဲ့အတန်ကပြန်လည်တည်ငြိမ်သွားခဲ့ပြီးနည်းနည်းတောင်းပန်တဲ့အတန်လေးပါလာခဲ့တယ်ကြမ်းချမ်းငါမင်းကိုလက်စွပ်သွားဝယ်ပေးမယ်ကျွန်တော်တို့ရံမဖြစ်ကြတော့ဘူးနော်မခွဲကြတော့ဘူးနော်ကျွန်တော်စိတ်ထဲကနေအေးဆက်ဆက်ရဲလိုက်မိတယ်သူမရဲ့ရှေးရိုးဆွဲပိုင်ဆိုင်လိုမှုကိုချစ်ချင်းမြတ်တာလို့ခေါ်ထားရလားတညပဲဖြတ်တန်းရသေးတာကိုချစ်တယ်လို့ပြောတာချစ်ချင်းမြတ်တာကဒီလောက်ထိလွယ်ကူရင်လွန်ခဲ့တဲ့နှစ်ဆက်စလုံးမှာဘာလို့ကျွန်တော်ကိုဘယ်သူမှမချစ်ခဲ့ကြတာလဲမိဘအရင်တွေတောင်ကျွန်တော်ကိုစေတနာအမှန်နဲ့မဆက်ဆံခဲ့ကြဘူးရင်ဘတ်ထဲကလုံးဝအေးဆက်သွားခဲ့တဲ့ဆနောက်ချင်တဲ့အတွေ့တစ်ခုခေါင်းထဲရောက်လာခဲ့တဲ့ဒီမိမကကျွန်တော်ပေါ်စိတ်ရှည်မှုဘလောက်ကြာထိနိုင်မလဲဆိုတာကြည့်ချင်တယ်ကျွန်တော်ချောင်းဟပ်လိုက်ပြီးမျက်လုံးတွေကိုအနက်ရှိုင်းဆုံးထားကရတာပေါ့ဆိုတဲ့စကားတစ်ခွန်းပြောလိုက်တယ်သူမမင်သက်သွားခဲ့ပြီးအံ့အားသင့်သွားတာကိုတေချာမြင်လိုက်ရတယ်သူမကျွန်တော်လက်မောင်းကိုကင်လိုက်ပြီးတန်တရားနဲ့တကယ်လားကျွန်တော်သူမကိုပေါ်ပါတဲ့အပြုံးတစ်ခုပြုံးပြလိုက်ပေမဲ့မျက်လုံးထဲမှာတော့လောင်ပြောင်မှုတွေပြည့်နေခဲ့တယ်တကယ်ခဏချင်းမှာပဲသူမကဒီမြူခိုးတွေထဲမြုပ်နှံသွားခဲ့တယ်အသိစိတ်ကဒါကမဟုတ်ဘူးလို့ပြောနေပေမဲ့ယုံကြည်ဖို့ရွေးချယ်ခဲ့တယ်ဒရိုင်ဘာကသဘောပေါက်ပြီးကားကိုချက်ချင်းနှိုးကအဆင့်မြင့်ဈေးဝယ်စင်တာစီတန်းပေါင်းသွားခဲ့တယ်ဘေးအခန်းထဲမှာဖူးတူရင်ကကျွန်တော်ကိုနူးညံ့စွာဖတ်ထားပြီးအရန်ချစ်ခင်နေတဲ့ပုံစံပြသနေခဲ့တယ်ကျွန်တော်ကတော့ဘာမှမရှိတဲ့ရုပ်သေးရုပ်လိုပဲသူမစီမံတာကိုခံနေခဲ့တယ်သူမကတော့ဝမ်းသာအားရဖြစ်နေပြီးလက်စွပ်ရွေးချယ်နေခဲ့တယ်အနဲ့ရောင်ကတ်ကိုတောင်စာပွဲပေါ်ပြစ်တင်လိုက်သေးတယ်ဒီထက်လာတဲ့ပုံစံရှိသေးလားဝန်ထမ်းကသူမကိုမှတ်မိသွားပြီးအစင်းမြင့်စုဆောင်းမှုတွေကိုမြင်မြန်ထုတ်ပြခဲ့တယ်ဖူးမလေးဒါတွေကအလှဆုံးပုံစံတွေပါပဲဖူးတူရင်ကတက်ပြင်းတစ်ချက်ချလိုက်ပြီးကျွန်တော်စီအချစ်တက်ပါတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တဲ့အချစ်လေးဘဲတစ်ခုကိုသဘောကျလဲကျွန်တော်လက်ကိုဆန့်ပြီးသူမရဲ့ကော်လာမြင့်အင်ဂျီကိုတာတာလေးထိလိုက်တယ်မိမကျွန်တော်အကုန်လုံးလိုချင်တယ်ကျွန်တော်သူမကိုအခက်တွေ့အောင်လုံးမလို့ပါမထင်မှတ်ပဲသူမကပြုံးလိုက်တဲ့ဝန်ထမ်းကိုမြန်မြန်ပဲအမိတ်ပေးလိုက်တယ်အကုန်လုံးတိမ့်လိုက်ကျွန်တော်ရင်ဘတ်ထဲကဟာခါနဲ့ဖြစ်သွားပြီးအပြုံးတွေပြက်ကွယ်သွားခဲ့တဲ့လှဲကိုပြင်လိုက်ရုံရှိသေးတယ်သူမကကျွန်တော်ကိုစူပါဘောတာတာလေးဖိထားလိုက်တဲ့ဝန်ထမ်းကဘိုက်ပခန်းထဲကနေချက်ချင်းထွက်သွားပြီးတကားကိုပိတ်လိုက်တယ်ကျွန်တော်သူမကိုမျက်လုံးချကြည့်လိုက်တော့ရင်ထဲမှာထူးဆန်းတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့တယ်သူမတကယ်လုပ်တော့မလို့လားကျွန်တော်မတုတ်ပြန်ရသေးခင်မှာပဲပူပြင်းတဲ့အနမ်းတစ်ခုရောက်ရှိလာခဲ့တယ်ဆန္ဒကပြင်းထန်မှုနဲ့မတူပဲဒီအနမ်းကအရန်နူးညံ့နေခဲ့တဲ့ကျွန်တော်အံ့အားသင့်စွာနဲ့မျက်လုံးကျယ်ပြီးသူမကိုနားမလည်နိုင်အောင်စိုက်ကြည့်နေမိတယ်အကွာဝေးကအရန်နီးနေလို့သူမရဲ့ရှည်လျားတဲ့မျက်တောင်တွေကိုတေချာမြင်နေရတယ်
ဒုစရိုက်ရောသူစရိုက်လောကမှာပါလေမုန်တိုင်းဆင်နေတဲ့ဖူးတူရင်ကအခုတော့သူမရဲ့အားလုံးသောအင်အားတွေနဲ့ကျွန်တော်ကိုနမ်းနေခဲ့တဲ့ပျောက်ဆုံးသွားတဲ့အဖိုးတန်ပစ္စည်းကိုပြန်တွေ့လိုက်ရတယ်လို့မျိုးပေါ့သူမရဲ့မျက်လုံးတွေကတဖြည်းဖြည်းဝေဝါးလာခဲ့ပြီးအားနည်းမှုတွေနဲ့ငိုတမ်းပါလာခဲ့တယ်ကျွန်တော်တို့ဒီဘဝမှာမခွဲကြချင်တော့ရမလားနောက်တစ်စက္ကန့်မှာတော့သူမခေါင်းထဲမှာစင်ပေါ်ကမိန်းကလေးရဲ့ပုံရိပ်ပေါ်လာခဲ့တယ်အဲ့ဒါကကြမ်းချန်တဲ့အသက်တူတူလောက်ရှိတဲ့တန်ရှင်းပြီးလက်ဆက်တဲ့မိန်းကလေးပဲသူတို့နှစ်ယောက်အတူတူရက်နေတာတကယ်ကိုလိုက်ဖက်တာပဲဒီလိုတွေးမိတော့သူမရင်ထဲမှာမနာလိုမှုတွေဖြစ်ပေါ်လာခဲ့တယ်ကြမ်းကြံငါကိုမနစ်သက်တာကငါကသူ့ထက်အသက်ကြီးလို့လားစဉ်းစားလေလေဝမ်းနေလေလေပဲဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့ရေစရာကောင်းတယ်လို့ခံစားလိုက်ရတယ်လူအများလေးစားရတဲ့မြင့်မြတ်တဲ့ဘတ်တပွင့်ကအမျိုးသားတစ်ယောက်အတွက်နဲ့ကိုမယုံကြည်နိုင်ဖြစ်ရတယ်လို့တကယ်ကိုယူသွတ်เสียရပဲကျွန်တော်သူမရဲ့ရက်တန့်သွားမှုကိုသတိထားမိသွားပြီးမျက်လုံးဖွင့်ကမျက်လုံးချကြည့်လိုက်တော့သူမရဲ့ညီရဲနေတဲ့မျက်လုံးတွေကိုတွေးလိုက်ရတယ်ကျွန်တော်မျက်ခုံးတွန်းလိုက်တယ်ဒီမိမကစိတ်ထိန်ချုံမှုပြန်လွတ်တော့မလို့လားသူမစိတ်လွင့်နေတော့မှပဲကျွန်တော်စူပါဘော်ကနေထွက်လိုက်တယ်သူမကကျွန်တော်ကိုတိတ်ဆိတ်စွာမောကြည့်နေခဲ့တယ်ဘာမှမပြောခဲ့ဘူးကျွန်တော်ရင်ထဲမှာနည်းနည်းမတဘာဝဖြစ်သွားခဲ့ပြီးသပင်တွေကိုအမြန်တက်လိုက်ကသူမမျက်လုံးတွေကိုမကြည့်ရပဲအကြောင်းပြချက်ပေးလိုက်တယ်ကျွန်တော်ကြောင်းပြန်ရတော့မယ်ဒီညအတန်းရှိတယ်စရင်မသွင်းရင်အမှတ်နှုတ်ခံရလိမ့်မယ်ဖူးတူရင်ရဲ့နှက်ခမ်းတောက်မှာပေါ်ပါတဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်သူမထရက်ပြီးကျွန်တော်လက်ကောက်ဝတ်ကိုကင်လိုက်တယ်နှစ်ယောက်လုံးတစ်ယောက်ရှိတစ်ယောက်နောက်အခန်းတကားစီထွက်လာခဲ့ကြတယ်ဝန်ထမ်းကဝင်လာပြီးဖူးမလေးမမလေးတောင်းဆိုတဲ့လက်စွပ်တွေကိုတေချာထုတ်ပိုးထားပါတယ်ခဏနေရင်အထူးတာဝန်ခံကအိမ်ထိလာပို့ပေးပါလိမ့်မယ်သူမကခက်တိုးတိုးပဲပြန်ထူးလိုက်ပြီးမျက်လုံးတွေကကျွန်တော်လက်စီကနေမခွာခဲ့ဘူးနောက်တစ်စက္ကန့်မှာပဲဝန်ထမ်းကိုပြောလိုက်တယ်ဒီဇိုင်းတစ်ခုအရင်ရွေးပြီးစုပေးလိုက်အမျိုးသားစိန်လက်စွပ်တွေပြသထားတာကိုတွေးလိုက်ရတယ်ဒီဇိုင်းတွေကစမ်းသစ်ပေမဲ့အရန်ကြွားဝါလုံးနေခဲ့တယ်ကျွန်တော်မြန်ပဲကြည့်လိုက်တယ်ဒီလက်စွပ်တွေကအရန်ထင်ရှားလုံးတဲ့အကြောင်းကိုစွတ်သွားရင်ဗဟိုချက်ဖြစ်သွားမှာတေချာတယ်ကျွန်တော်လုံးဝမလိုချင်ဘူးကျွန်တော်ဒီဇိုင်းမျိုးကြားမှာဂယုတစိုက်ရှာဖွေခဲ့တယ်နောက်ဆုံးတော့အမျိုးသားငွေရောင်လက်စွပ်ရိုးနှစ်ကွင်းကိုတွေးလိုက်ရတယ်ဒီဇိုင်းကရိုးရှင်းပြီးမထင်မရှားဖြစ်လို့နေ့စဉ်ဝတ်ဆင်လို့ရတယ်ကျွန်တော်နှုတ်ခမ်းထောင်လေးနည်းနည်းတက်သွားပြီးအဲ့ဒီလက်စွပ်စုံကိုညွှန်ပြလိုက်တယ်ဖူးတူရင်ကကျွန်တော်ရိုးရှင်းတဲ့ဒီဇိုင်းကိုရွေးမယ်ဆိုတာကြိုတင်ခံမှန်းထားပေမဲ့ဒီလောက်အထိမထင်မရှားဖြစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့ကျွန်တော်သဘောကျတာမို့လို့သူမလည်းဘာမှထပ်မပြောတော့ပါဘူးသူမကိုယ်တိုင်လည်းကြောဝါရတာကိုမနစ်သက်ပါဘူးဝန်ထမ်းကဖူးတူရိပ်မှာဘာသဘောထားမှမရှိတာကိုမြင်တော့အဲ့ဒီငွေရောင်လက်စွပ်ရိုးနှစ်ကွင်းကိုထုတ်ပေးခဲ့တယ်သူမကတကွင်းကိုယူပြီးကျွန်တော်ရဲ့လက်တန်းကျွယ်မှာတတလေးစွပ်ပေးလိုက်တော့ကျွန်တော်ရဲ့ရှီလျားပြီးတန့်ရှင်းတဲ့လက်ချောင်းလေးတွေကိုပိုမိုပေါ်လွင်စေခဲ့တယ်သူမမထိန်နိုင်ပဲကျွန်တော်လက်ဖမိုးကိုတတလေးပုတ်တက်ပေးလိုက်တော့မျက်လုံးတွေကပိုမိုနူးညံ့သွားခဲ့တယ်သူမကပြေတဲ့ကကြံတဲ့လက်စွပ်တကွင်းကိုကြည့်ရင်ငါ့ကိုစွပ်ပေးစမ်းအတန်းတက်ဖို့အလင်းလိုနေတာကြောင့်ကျွန်တော်လည်းမငင်းတော့ပဲလက်စွပ်ကိုယူကာသူမကိုဖြည်းဖြည်းချင်းစွပ်ပေးလိုက်တယ်ကျွန်တော်မျက်လုံးချကြည့်ရင်ရင်ထဲမှာနည်းနည်းလှုပ်ရှားသွားခဲ့ပေမဲ့မြန်ပဲအတင်းဖိနှိပ်လိုက်တယ်ကျွန်တော်ပုံမှန်လူတစ်ယောက်ရဲ့ဘဝကိုနေချင်တာကံကြမ္မာရဲ့ချီနှောင်မှုကိုမလိုချင်ဘူးဖူးတူရင်ကအရန်တောက်ပါတယ်ဆိုတာဝန်ခံပါတယ်ကျွန်တော်လည်းစိတ်မလှုပ်ရှားဘူးလို့မဟုတ်ပါဘူးဒါပေမဲ့ခံစားချက်နဲ့အနာဂတ်ကနှစ်ခုစလုံးတီးခြားစီဆိုတာကျွန်တော်ကောင်းကောင်းသိတယ်လက်စွပ်ပြီးတာနဲ့ကျွန်တော်တာဝန်တစ်ခုပြီးသွားတယ်လို့တက်ပြင်းချလိုက်နိုင်တယ်ကျွန်တော်သူမကိုမောကြည့်လိုက်တယ်ကျွန်တော်အတန်းတက်တော့မယ်နှုတ်ဆက်ပါတယ်ပြောပြီးတာနဲ့ကျွန်တော်လှည့်ထွက်ဖို့ပြင်လိုက်တယ်မထင်မှတ်ပဲသူမကရှေ့ကိုခြေတလန်းတိုးပြီးကျွန်တော်လက်ကောက်ဝတ်ကိုတတလေးကန်ကရှေ့သို့ရောက်လာခဲ့တယ်ငါလိုက်ပို့ပေးမယ်အမှန်အတိုင်းပြောရရင်ကျွန်တော်သူမလိုက်ပို့တာကိုမလိုချင်ဘူးသူမကားကအပြင်ပန်းမှာမထင်မရှားရှိနေပေမဲ့တီးတဲ့သူတွေကတန်မိုးကြီးမှန်းသိကြတယ်ဒါပေမဲ့မနက်ကចောင်းသားတွေကကျွန်တော်သူမကားပေါ်တက်တာကိုမြင်သွားကြပြီဆိုတော့ဖုံးကွယ်လို့မရတော့ဘူးကျွန်တော်မတက်တာပဲသူမအနောက်ကလိုက်သွားခဲ့ပြီးခေါင်းထဲမှာဒီဆက်စုတဲ့တငယ်ချင်းတွေကိုဘလို့ရင်ဆိုင်ရမလဲဆိုတာမြန်စဉ်းစားနေမိတယ်ကားထဲရောက်တာနဲ့ကျွန်တော်တဘာဝအတိုင်းကတကားဘက်ကိုတိုးသွားပြီးသူမနဲ့အကွာအဝေးထိန်းထားပေမဲ့သူမကလက်မခံခဲ့ဘူးနောက်တစ်စက္ကန့်မှာသူမကကျွန်တော်စီတိုက်ရိုက်တိုးလာခဲ့ပြီးပေါင်ကကျွန်တော်ကိုတာတာလေးထိမိသွားခဲ့တယ်ကျွန်တော်စိတ်ထဲကနေတက်ပြင်းချလိုက်ပေမဲ့သူမကိုဒေါသမထွက်ရဲခဲ့ဘူးသူမဒေါသထွက်သွားရင်ကျွန်တော်အတန်သွားပြီပဲနောက်ဆုံးတော့စာတင်ဆောင်တကားရှိရောက်သွားခဲ့တယ်ကျွန်တော်ကားပေါ်ကဆင်းကျင်လွန်လို့မဆောက်နိုင်တော့ဘူးရလက်ကတော့လက်မောင်းကိုသူမကပြန်ဆွဲထားခဲ့တာပဲကျောင်းမှာငါ့ကိုတတိယပါတခြားမိန်းကလေးတွေနဲ့အရန်နီးကပ်စွာမနေပါနဲ့ငါမနာလို့ဖြစ်လိမ့်မယ်ကျွန်တော်ရင်ထဲမှာဒိန်းကနေဖြစ်သွားပြီးမျက်ခုံးတွန်းလိုက်မိတယ်ထိန်ချုံမှုအရန်များတာပဲဒါပေမဲ့ကျွန်တော်လိမ္မာစွာခေါင်းငင်းပြလိုက်တယ်သူမကအဲ့ဒီအခါမှပဲကျွန်တော်ကိုလွှတ်ပေးခဲ့တယ်သူမရဲ့ဒီပုံစံကိုကြည့်ရင်ကျွန်တော်မတဘာဝဖြစ်မိတယ်ဒီမိန်းမကတရုပ်ဆောင်တာအရန်တော်တာပဲကျွန်တော်ဝတ္တရားအရာအပြုံးတစ်ခုပြုံးပြလိုက်တယ်ဒါဆိုရင်ကျွန်တော်အတန်းသွားတတ်တော့မယ်တာရာသူမကအေးဆက်ဆက်နဲ့အင်းလို့ထူလိုက်ပြီးမျက်လုံးထဲမှာနှမျောစရာခံစားချက်လေးပုံကွယ်နေခဲ့တယ်ကျွန်တော်ကားပေါ်ကမြင်ဆင်းပြီးအနောက်မလဲပဲစာတင်ဆောင်စီပြေးသွားခဲ့တယ်အတန်းနဲ့မဝင်ခင်မှာပဲအင်ကြီးကျဲသီးတွေကိုအမြန်တက်လိုက်တဲ့လေဘင်းကအနမ်းရာတွေကိုចောင်းသားတွေမြင်သွားမှဆိုလို့ကျွန်တော်အာယုံစိုက်ခံရမှဆိုလို့အနောက်တကားကနေဂယုတစိုက်ဝင်ပြီးနောက်ဆုံးတန်းမှာထိုင်လိုက်တယ်
ကျူးဆန်းဆန်းကကျွန်တော်ကိုစောင့်နေခဲ့တာကျွန်တော်ဝင်လာတာကိုမြင်တော့ဖုန်းထုတ်ပြီးစရင်သွင်းပေးခဲ့တယ်စရင်သွင်းတာအောင်မြင်တာကိုမြင်မှပဲကျွန်တော်တက်ပြင်းချနိုင်တော့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအရှိစာပွဲကចောင်းသား2ယောက်ကရုတ်တရက်လှည့်လာခဲ့တယ်အမျိုးသား1ယောက်နဲ့အမျိုးသမီး1ယောက်ကဆက်စုတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်လိုက်ကြတယ်အမျိုးသားចောင်းသားကစိတ်လှုပ်ရှားစွာနဲ့ကြမ်းချံမနက်ကမင်းဘသူကားပေါ်တက်သွားတာလဲမင်းတွဲနေတာလားကျွန်တော်မျက်နှာကချက်ချင်းဖြူဖြော့သွားခဲ့ပြီးလက်ချောင်းတွေကဖုံးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိတယ်ကျွန်တော်ခေါင်းငုံထားပြီးဒီစကားတွေကိုမပြန်ချင်ခဲ့ဘူးကျွန်တော်ကိုလိုက်ခဲ့ဘူးတဲ့အမျိုးသမီးចောင်းသားကမထက်မသေးမျက်နှာပေးနဲ့ယွန်ရှာပွဲအတန်နဲ့လှောင်ပြောင်လိုက်တယ်ပုံမှန်ဆိုចောင်းမှာစိတ်တက်တန့်ရှင်းခြင်းအောင်ဆောင်နေတာဘသူကိုမှစိတ်မဝင်စားဘူးပတ်စံသုံးမဲ့သူနဲ့မတွေ့သေးလို့ကိုသူမကဆက်ပြောခဲ့တယ်ဒီလောက်ဈေးကြီးတဲ့ကားကိုမောင်းနိုင်တာဆိုတော့တာဝန်ယူထားတဲ့သူကအသက်ကြီးမှာပေါ့ကျွန်တော်ကောင်းမော်ပြီးသူမကိုအေးဆက်စွာကြည့်လိုက်ပေမဲ့သူမကမကြောက်ဘဲစိန်ခေါ်တဲ့မျက်နှာပေးနဲ့ရှိနေခဲ့တယ်စာတင်ခန်းကြီးတစ်ခုလုံးကြောက်စရာကောင်းအောင်တိတ်ဆိတ်သွားခဲ့တယ်မနက်ကကျွန်တော်ကားနဲ့ထွက်သွားတာကိုသတင်းထွက်နေတာအကြာကြီးရှိပြီးចောင်းသားတော်တော်များများကကျွန်တော်ကိုစိုက်ကြည့်နေကြတယ်ကျွန်တော်ဘာမှမပြောဘဲလက်တော့ကိုတိတ်ဆိတ်စွာထုတ်ယူကာစာဆက်တင်ခဲ့တယ်မိဘမဲ့ကေဟာမှာကြီးပြင်းလာခဲ့တဲ့ကျွန်တော်အတွက်ဒီထက်ပိုဆိုးတဲ့စကားတွေကိုကြားဖူးပြီးဒီအရှက်ရမှုကကျွန်တော်ကိုဒဏ်ရာမရစေပါဘူးကျွန်တော်ဂယူးမဆိုင်တာကိုမြင်တော့သူမမျက်နှာကပုံမရုပ်ဆိုးသွားခဲ့တယ်ကြမ်းချံမင်းတညကိုဘလောက်လဲငါနှားမယ်လေဘေးနာကမိန်းကလေးအချို့ကချက်ချင်းကောင်းငုံပြီးရေမောလိုက်ကြတယ်ကျွန်တော်မျက်နှာကဖြူဖြော့သွားခဲ့တဲ့ဒေါသတွေကိုအတင်းဖိနှိပ်ထားရင်မျက်နှာပြင်ကိုပဲစိုက်ကြည့်နေခဲ့တယ်ကျွန်တော်ဘာမှမတုံ့ပြန်တာကိုမြင်တော့လူအုပ်ကြီးလဲစိတ်ပြတ်သွားပြီးအရှိကိုပြန်လှည့်သွားကြတယ်အမျိုးသမီးចောင်းသားကဆက်ပြောချင်နေတော့မှပဲကျူးဆန်းဆန်းကရုတ်တရက်ရောက်လာခဲ့တဲ့မင်းခုနကပြောတာတွေကိုငါအတန်သွင်းထားတယ်တင်နန်းမှုစီဓာတ်ရိုက်ပိုးလိုက်မယ်အမျိုးသမီးចောင်းသားကကြားတာနဲ့လန့်သွားပြီးအရှိန်ဝါတွေပျောက်ကွယ်သွားကအမြန်ပဲတည်ငြိမ်စွာထိုင်လိုက်တယ်ငါထပ်မပြောတော့ဘူးဆိုရင်ရပြီမဟုတ်ဘူးလားကျွန်တော်တစ်ချက်ကြည့်လိုက်ပြီးစာဆက်ကြည့်နေခဲ့တယ်ကျူးဆန်းဆန်းကကျွန်တော်ဘေးမှာထိုင်လိုက်ပြီးတိုးတိုးလေးနှစ်သိမ့်ပေးခဲ့တယ်သူတို့ကအားရနေလို့ပါမင်းစိတ်ထဲမထားပါနဲ့ကျွန်တော်ခက်တိုးတိုးပဲပြန်ထူးလိုက်ပြီးမျက်လုံးတွေကကွန်ပျူတာစီကမခွာခဲ့ဘူးသူမကမနက်ကကိစ္စကိုမေးချင်ပေမဲ့ကျွန်တော်စာကြိုးစားနေတာကိုမြင်တော့ထပ်မမေးတော့ပါဘူးမနက်ခင်းကမင်းတက်မတက်ရဘူးမတိတာရှိရင်ငါ့ကိုမေးလို့ရတယ်ကျွန်တော်သူမကိုပြုံးပြလိုက်တယ်ကျေးဇူးတင်ပါတယ်အတန်းကောင်းဆောင်ညနေပိုင်းစာတင်ချိန်တစ်ခုလုံးမှာမတိတဲ့ပညာရက်တွေကိုကျွန်တော်သူမစီမေးမြန်းခဲ့တယ်သူမကစိတ်ရှည်စွာရှင်းပြပေးခဲ့တာကြောင့်မနက်ကလွတ်သွားတဲ့သင်ခန်းစာတွေကိုအကုန်ပြန်ဖြည့်နိုင်ခဲ့တယ်ရင်ထဲမှာလည်းအများကြီးပေါ်ပါသွားခဲ့တယ်ကျူးဆန်းဆန်းလိုတငယ်ချင်းတယောက်ဘေးမှာရှိနေတာကြောင့်အောက်တန်းကျတဲ့သတင်းဆိုးတွေကပိုပြီးခံရခက်မနေတော့ပါဘူးအတန်းစင်းခင်းစီတန်မြည်လာခဲ့တယ်မင်းကကျွန်တော်ကိုကူညီပေးတယ်တင်ငန်းစာလည်းပြန်နှွေးပေးတယ်ကျွန်တော်မင်းကိုညစာမုံဟင်းကကျွေးပေးရစီမနက်စာရောညစာရောမစားရသေးလို့အခုအရန်စာနေပြီကျူးဆန်းဆန်းကကြားတော့မျက်ခုံးလေးတွေရွှင်လန်းသွားခဲ့တယ်ရတာပေါ့ကျွန်တော်တို့ရှင်တွဲပြီးစာတင်ခန်းထဲကထွက်လာခဲ့ကြတယ်လမ်းမှာကင်မလာကြက်ကြော်မလာတိုင်ပင်လာခဲ့ကြတယ်စာတင်ဆောင်အပြင်ဘက်ရောက်တာနဲ့ကျွန်တော်ရုတ်တရက်ပူပြင်းတဲ့မျိုးလုံးတစ်စုံကိုခံစားလိုက်ရတယ်ကျွန်တော်တန်တရားနဲ့ကြည့်လိုက်တော့တစ်ပင်ရပေါ်ရဲ့အရေးထဲမှာပိန်ပိန်ပါပါမိမတယောက်ရက်နေခဲ့တယ်သူမကအဲ့ဒီမှာတိတ်ဆိတ်စွာရက်နေပြီးတကိုယ်လုံးအေးဆက်တဲ့အရှိန်ဝါတွေထွက်ပေါ်နေခဲ့တယ်အဲ့ဒါဖူးသူရိမ်ပဲဖူးသူရိမ်ပဲသူမပြန်မသွားသေးဘူးလားသူမတညလုံးစာတင်ဆောင်အပြင်မှာစောင့်နေခဲ့တာလားသူမကအလုပ်အယမ်းမအားဘူးလားဘာလို့ကျွန်တော်ကိုစောင့်ဖို့အချိန်ရှိရတာလဲခေါင်းထဲမှာမေးခွန်းပေါင်းအများကြီးပေါ်လာခဲ့တယ်ကျွန်တော်အဲ့ဒီနေရာမှာပဲရက်တန့်သွားခဲ့တယ်ခြေထောက်တွေပျော့ခွေလာပြီးချွေးစိမ့်တွေထွက်လာခဲ့တယ်ကျူးဆန်းဆန်းကကျွန်တော်ရဲ့မတဘာဝဖြစ်မှုကိုသတိထားမိသွားပြီးခြေလမ်းတွေကိုရက်ကစိတ်ပူတဲ့မျက်လုံးတွေနဲ့ကျွန်တော်လက်မောင်းကိုတွဲလိုက်တယ်ကြမ်းချံမင်းအဆင်ပြေရဲ့လားသူမအတန်ကတဲတဲကွဲကွဲရှိနေခဲ့တယ်တစ်ပင်ရိတ်ထဲကလူကကြားတော့နည်းနည်းတက်ဆိုင်သွားခဲ့တယ်ကျွန်တော်လေချောင်းနဲ့ခါတက်သွားပြီးအသက်ရှူရခက်လာကအသက်ရှူချက်တဲ့ခန်းစားချက်ကတကူလုံးလွှမ်းမိုးသွားခဲ့တယ်ကျွန်တော်ကျူးဆန်းဆန်းကိုကြည်ရင်ရင်ထဲကကြောက်ရွံ့မှုကိုအတင်းဖိနှိပ်ထားလိုက်တယ်အတန်းကောင်းဆောင်မင်းအရင်သွားပါအိမ်မှာရုတ်တရက်အရေးကြီးတာရှိလို့အရင်ပြန်ရမယ်ကျွန်တော်တည်ငြိမ်အောင်ဆောင်ထားလိုက်တယ်ကျူးဆန်းဆန်းကကျွန်တော်မျက်နှာဖြူဖြောနေတာကိုမြင်တော့သူမရင်ထဲမှာလည်းတင်းကျပ်သွားခဲ့တယ်သူမကျွန်တော်လက်မောင်းကိုကင်ပြီးစိတ်ပူစွာကြားကြည့်လိုက်တယ်ကြမ်းချံမင်းနေမကောင်းဘူးလားငါမင်းကိုစေကန်းပို့ပေးမယ်လေအဲ့ဒီအချိန်မှာပဲတစ်ပင်ရိတ်ထဲကလူကရုတ်တရက်ခတ်တိုးတိုးရေလိုက်မိတယ်ကျွန်တော်ချက်ချင်းပဲတာရဲနဲ့တွေးလိုက်ရတယ်လို့ကျူးဆန်းဆန်းရဲ့လက်ကိုအားနဲ့ပစ်ထုတ်လိုက်ပြီးသူမကိုအော်ဟစ်လိုက်တယ်မြင်မြန်သွားကျူးဆန်းဆန်းကကျွန်တော်ဒေါသထွက်တာကိုမြင်တော့ကျွန်တော်သဘောကိုမလွန်ဆန်ခြင်းပဲဇဝေဇဝါနဲ့စိတ်ပူစွာထွက်သွားခဲ့တယ်သူမအမျိုးသမီးအဆောင်ထဲဝင်သွားမှပဲကျွန်တော်ရဲ့တင်းကျပ်နေတဲ့ရင်ဘက်ကနည်းနည်းပုတ်ပါသွားခဲ့တယ်နောက်တစ်စက္ကန့်မှာကျွန်တော်တစ်ပင်ရိတ်ထဲပြေးဝင်သွားခဲ့တယ်ဖူတူရိန်ကအဲ့ဒီမှာတိတ်ဆိတ်စွာရက်နေတော့မယ်ကျွန်တော်ဒီမိမရှိရောက်သွားတော့ခန္ဓာကိုယ်ကတောင့်တင်းလုံးလို့တင်းကျပ်နေခဲ့တယ်ကျွန်တော်ဘာမှမပြောနိုင်ခဲ့ဘူးအမှောင်ထဲမှာသူမမျက်နှာပေးကိုတေချာမမြင်ရပေမဲ့သူမစီကအေးဆက်မှုကိုတော့တေချာခံစားနေရတယ်သူမစီကထွက်ပေါ်လာတဲ့အကွာအဝေးကကျွန်တော်ကိုအသက်ရှူရခက်စီခဲ့တယ်
သူရင်ကကျွန်တော်စီတဖြည်းဖြည်းတိုးလာခဲ့တယ်နင်းစီပန်းအနက်လေးနဲ့သူမရဲ့ဟိုမုန်းအနက်တွေရောရှက်နေတာကကျွန်တော်ရင်ကိုမထိန်နိုင်ပဲတုံရင်သွားစေခဲ့တယ်ကျွန်တော်တိုးသွားပြီးသူမပုတ်ခုံးကိုလက်နှစ်ဖက်နဲ့ကင်လိုက်တယ်သူရိတ်သူမကကျွန်တော်တငယ်ချင်းမှာကျွန်တော်ကိုကူညီဘူးတာကျွန်တော်နဲ့သူမကြားမှာဘာမှမရှိပါဘူးကျွန်တော်ကိုယုံပါအမှောင်ထဲမှာသူမကကျွန်တော်ကော်လာကိုရုတ်တရက်ဆွဲလိုက်တယ်ကျွန်တော်အဲ့ဒီမိန်းမရဲ့ခြေလမ်းတွေအတိုင်းတော်တဲ့အနက်ဆိုင်ဆုံးစီတိုးဝင်သွားခဲ့တယ်အရင်ကဒီတော်ထဲမှာចောင်းသားတယောက်ကိုတေချောင်းကြံဘူးလို့တဖြည်းဖြည်းတရေသတင်းတွေထွက်နေခဲ့တာဒီအထိဘယ်သူမှမလာရဲကြဘူးကျွန်တော်တရေကြောက်ပေမဲ့အခုချိန်မှာဖူးတူးရင်ကိုပိုကြောက်မိတယ်သူမမျက်နှာပေးကိုတေချာမမြင်ရပေမဲ့စိတ်လှုပ်ရှားနေတဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေကနေသူမဒေါသအယမ်းထွက်နေတာကိုသိလိုက်ရတယ်ကျွန်တော်လည်းမတွန်းလှန်ရဲပါဘူးသူမဒီမှာတောင်းကျမ်းမှာကိုစိုးရိမ်မိတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စာတင်ကြားမှုကိုသူမဖျက်ဆီးတာမလိုချင်ဘူးကျွန်တော်ရိုင်သွားပြီးဒူးထောက်မလို့ဖြစ်သွားခဲ့တယ်မထင်မှတ်ပဲသူမကအချိန်မီရှိတိုးလာပြီးကျွန်တော်လက်မောင်းကိုတာတာလေးတွဲပေးခဲ့တယ်ညက်လေးကနည်းနည်းအေးလို့ကျွန်တော်တဘာဝအတိုင်းအင်ဂျီကိုတင်းတင်းဆေးလိုက်တယ်အိမ်ပြန်ရအောင်နော်ရမလားကျွန်တော်တို့မင်္ဂလာမဆောင်ရသေးတာကိုတတိယသွားပြီးအတန်ကိုနှေးလိုက်တယ်မမကကျွန်တော်ကိုလက်ထက်ချင်တယ်မဟုတ်ဘူးလားကျွန်တော်တို့တေချာစကားပြောကြရအောင်ဒီမှာမနေပါနဲ့ဒီမှာဆိုရင်အဆင်မပြေဘူးဖူးတူးရင်ကပြန်မထူးပဲကျွန်တော်ရဲ့တန်မာတဲ့ခါလေးကိုတတလေးဖက်လိုက်တဲ့ပါလေးကကျွန်တော်ရင်ဘက်ကိုမိထားပြီးသပင်တွေကကော်လာကိုဖြတ်တန်းသွားကတင်းပြတ်တဲ့အနံ့လေးတွေထွက်နေခဲ့တယ်ခေါင်းမောလိုက်တော့မျက်လုံးထဲကခေါင်းမာမှုတွေပျောက်ကွယ်သွားပြီးမိခိုချင်တဲ့အရေးရောင်လေးပါလာခဲ့တယ်ကျွန်တော်အတန်ကိုပြောလိုက်ပြီးဖူးတူးရင်ကိုနှစ်သိမ့်ပေးလိုက်တယ်ကျွန်တော်မမကိုချစ်တယ်သူမခန္ဓာကိုယ်လေးခက်ခက်ခဲခဲတုံရင်သွားခဲ့ပြီးခါးကိုဖတ်ထားတဲ့လက်တွေပုံမတင်းကျပ်သွားခဲ့ကပါးလေးကကျွန်တော်ရင်ဘတ်ကိုပုတ်တက်နေခဲ့တယ်သူမရဲ့အသက်ရှူတန်းတွေကရင်ဘတ်ပေါ်ပတ်ဖြန်းသွားပြီးနှွေးထွေးမှုအချို့ပါလာခဲ့တယ်ကျွန်တော်လက်ကိုဆန့်ပြီးသူမပါကိုပုတ်တက်ပေးကလက်ချောင်းလေးနဲ့မျက်လုံးထောင်ကိုတာတာလေးပုတ်ပေးရင်ကြံနေတဲ့ဒေါသတွေကိုလျှော့ချစေခဲ့တယ်သူမကကျွန်တော်ရင်ခွင်ထဲတိတ်ဆိတ်စွာမိနေခဲ့ပြီးထပ်မတောင်းကြမ်းတော့ပါဘူးကျွန်တော်တဘာဝအတိုင်းလက်ကိုဆန့်ပြီးသူမပုတ်ခုံးလေးကိုတတလေးဖက်လိုက်တော့ထိန်းချုပ်နိုင်တဲ့ခံစားချက်လေးရလိုက်တဲ့အေးဆက်တဲ့လေးတွေတိုက်ခတ်သွားတော့သူမတည်ငြိမ်သွားတာနဲ့ဖူးတူးရိတ်ကျွန်တော်အိမ်ပြန်ခြင်းပြီးသူမရဲ့လှုပ်ရှားမှုတွေနည်းနည်းတန်ဆိုင်သွားခဲ့ပြီးမောကြည့်လိုက်တော့မျက်လုံးထဲမှာဒေါသတွေကျန်နေသေးပေမဲ့ပြန်မဖြေခဲ့ဘူးအဲ့ဒီနောက်သူမကကျွန်တော်လက်ကိုကင်ပြီးလမ်းဘေးမှာရပ်ထားတဲ့ကားစီသွားခဲ့တယ်ကျွန်တော်အနောက်ခန်းမှာထိုင်လိုက်တော့သူမကကျွန်တော်စီဓာတ်ရိုက်တိုးလာခဲ့ပြီးကိုနည်းနည်းဆောင်းကပကုံးတဝက်ကကျွန်တော်ပေါ်မိလိုက်တဲ့ဖူးဆန်အိမ်ရောက်တော့ကျွန်တော်ခဏမျှမှိုင်းသွားခဲ့ပေမဲ့နောက်ဆုံးတော့ဘာမှထပ်မပြောတော့ပါဘူးကားကဖူးဆန်အိမ်ထဲညိတ်ညောင်းစွာဝင်သွားပြီးတိုက်မှကြီးရှိမှရက်လိုက်တယ်သူမကကျွန်တော်ကိုကားပေါ်ကဆွဲထုတ်လိုက်တယ်ဖူးတူရဲ့ပတ်ဝန်းကျင်ကအရှိန်ဝါတွေကအများကြီးလျှော့ကျသွားပြီးနူးညံ့မှုတွေပါလာခဲ့တယ်ဓာတ်လီကားကဖြည်းဖြည်းချင်းအပေါ်တက်သွားခဲ့တယ်ကျွန်တော်တင်းနေတဲ့အထက်နံပါတ်တွေကိုတိတ်ဆိတ်စွာကြည့်နေခဲ့တယ်ဓာတ်လီကားတကားပွင့်သွားတော့သူမကကျွန်တော်ကိုအခန်းထဲဆွဲခေါ်သွားပြီးနည်းနည်းတိုးလာခဲ့တယ်သူမမျက်လုံးထဲကဒေါသနဲ့ကောင်းမှမှုတွေကိုကြည့်ရင်အတန်ကိုနှိပ်လိုက်တယ်ဖူးတူရိတ်ကျွန်တော်တကယ်မှားကြောင်းသိပါပြီကျွန်တော်ကိုလွှတ်ပေးလို့ရမလားဒါပေမဲ့ဖူးတူရဲ့လက်ချောင်းလေးတွေကကျွန်တော်ခါတစ်လျှောက်ဖြည်းဖြည်းချင်းပုတ်တက်ပေးရင်ဆွဲဆောင်မှုရှိတဲ့အတန်နဲ့ဘယ်မှာမှားတာလဲကျွန်တော်တခြားမိန်းကလေးတွေနဲ့အရန်နီးနီးကက်ကက်မနေသင့်ပါဘူးဒါပေမဲ့သူမကပုံမှန်တငယ်ချင်းပါပဲခံစားချက်တွေရောရှက်နေတဲ့အသက်ရှူကျက်စရာခံစားချက်ကတက်လာခဲ့ပေမဲ့ရင်ထဲမှာတော့စမ်းကြဲတဲ့ရင်ခုန်လှုပ်ရှားမှုလေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်ကျွန်တော်ဒီပုံမှန်မဟုတ်မှုကိုတတိထားမိသွားပြီးစိတ်ကိုအတင်းပြန့်စေကရှာဖျားကိုအားနဲ့ကိုက်လိုက်တော့နာကျင်မှုကအတိစိတ်ကိုပြန်ခေါ်ပေးခဲ့တယ်ဖူးတူရင်ကနူးညံ့မှုတွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်လိုက်ပေမဲ့ကျွန်တော်ရဲ့အတင်းဖိနှိပ်ထားတဲ့မျက်လုံးတွေကိုတွေးလိုက်ရပြီးနှုတ်ခမ်းတောက်မှာသွေးဆက်အချို့ကျန်နေတာကိုမြင်တော့ချက်ချင်းတန်ဆိုင်သွားခဲ့တယ်မျက်လုံးထဲမှာပြာရခတ်မှုနဲ့မစိုးတေချမှုတွေဖြစ်ပြေးသွားခဲ့ပြီးပုံမှန်တည်ငြိမ်မှုကိုထိမ့်မထားနိုင်တော့ပါဘူးပါဇက်ဟာဆန်ဘာလို့တွေးထွက်နေတာလဲငါမှားပါတယ်မင်းငါကိုမချင်းချောက်ပါနဲ့ကျွန်တော်ရင်ထဲကမကောင်းတဲ့အတွေးတွေကိုအတင်းဖိနှိပ်ထားပြီးသူမကိုတိတ်ဆိတ်စွာတက်ကြည့်လိုက်ကဟန်ဆောင်မှုတစ်ခုခုကိုရှာဖို့ကြိုးစားခဲ့ပေမဲ့မျက်စိထဲတိုးဝင်လာတာကတော့စိတ်ပူမှုအမှန်တွေပဲဖြစ်တယ်ကျွန်တော်ဒီဂယုစိုက်မှုကိုဒီအတိုင်းလက်မခံချင်ဘူးနှက်ခမ်းကိုတင်းတင်းစေးထားလိုက်တော့ဖူးတူရဲ့ရင်ဘက်ကအလွန်မင်းမတက်နိုင်မှုအောက်မှာနာကျင်သွားခဲ့ရပြီးသူမကလက်ချောင်းလေးတွေနဲ့ကျွန်တော်ပါးစပ်ကိုတာတာလေးဖွင့်လိုက်တယ်ကျွန်တော်တဘာဝအတိုင်းပြန်ကိုက်လိုက်ပေမဲ့သူမကမရှောင်ပဲရှာဖျားကိုဂယုတစိုက်စစ်ဆေးပေးခဲ့တယ်နည်းနည်းလေးပေါက်သွားတာမို့လို့ဘာမှအဓိကမဖြစ်ပါဘူးကျွန်တော်နှက်ခမ်းထောင်းကသွေးစားတွေကိုကြည်ရင်သူမရင်ထဲမှာအလွန်မင်းအားနာမှုနဲ့ဝမ်းနည်းမှုတွေဖြစ်ပေါ်လာခဲ့တယ်သူမလက်ချောင်းလေးတွေကကျွန်တော်ဘာကိုတာတာလေးပုတ်တက်ပေးနေခဲ့တယ်သိပါတယ်ကိုယ်တိုင်အစိုးမရောက်တင်ဘူးဆိုတာဒါပေမဲ့နေခွဲကကြမ်းကြံကအဲ့ဒီမိန်းမနဲ့ပခုံးချင်းမိပြီးရေမောနေတာကိုတွေးမိတိုင်းကိုလုံးဝမထိန်ချုပ်နိုင်တော့ဘူးအဖေကပြောဘူးတယ်
ချစ်ချင်းမေတ္တာဆိုတာတီးခန့်ခြင်းခွင့်လွှတ်ခြင်းတိတ်ခါထိမ့်ပေးခြင်းနဲ့ဒါပေမဲ့အခုမှပဲသူမတေချာနားလည်သွားခဲ့တယ်ချစ်ချင်းမေတ္တာအမှန်ဆိုတာဘယ်တော့မှတည်ငြိမ်စွာမထိန်ချုပ်နိုင်ဘူးချစ်ချင်းမေတ္တာဆိုတာတဘာဝအတိုင်းကျင်းမြောင်းတဲ့လူကိုစိတ်ထိန်ချုပ်မှုလွတ်စေတယ်ယူသွတ်စေတယ်ပိုင်ဆိုင်လူစိတ်ကိုဖြစ်ပေါ်စေတယ်အချိန်ကြာကြီးကြာပြီးမှသူမကကျွန်တော်ကိုဖတ်ထားတဲ့လက်တွေကိုဖြည်းဖြည်းချင်းလှုပ်ပေးလိုက်ပြီးရေချိုးခန်းစီလှည့်ထွက်သွားခဲ့တယ်ရေပန်းထဲကရေအေးတွေစီးကျလာခဲ့တယ်သူမကအဲ့ဒါကိုသုံးပြီးစိတ်လှုပ်ရှားနေတဲ့ခံစားချက်တွေကိုတည်ငြိမ်အောင်လုပ်ချင်တာကျွန်တော်စူပါပေါ်မှာမတ်တက်ထိုင်လိုက်ပြီးမျက်လုံးတွေဟာခန့်နေဖြစ်ကတဖြည်းဖြည်းပြန်တည်ငြိမ်သွားခဲ့တယ်ရေချိုးခန်းထဲကရေတံတွေမရက်မနာထွက်ပေါ်နေခဲ့တယ်သူမအထဲမှာအကြာကြီးနေပေမဲ့ထွက်မလာသေးဘူးကျွန်တော်အစာအိမ်ကစားလောင်မှုကြောင့်ညစ်နေခဲ့တယ်မူလကညနေပိုင်းမှာကောင်းကောင်းစားရမယ်လို့မျှော်လင့်ထားတာဒါပေမဲ့ဖူတူရိတ်နဲ့တွေ့ကြတဲ့ကစိတ်ကလုံးဝမတည်ငြိမ်နိုင်တော့ဘူးကျွန်တော်မီးဖိုချောင်ထဲဝင်သွားခဲ့တယ်ရေခဲတစ်တာကိုဖွင့်လိုက်တယ်အထဲမှာလက်ဆက်တဲ့ကုန်ကျန်းတွေအများကြီးရှိနေခဲ့တယ်မုံညင်းရွက်တပင်ကိုထုတ်ယူပြီးတေးသေးလေးဘက်ကအိုးထဲထည့်လိုက်တယ်ဆော်ပြီးတဲ့နောက်ပကံနဲ့တုပ်ကိုယူကာအိုးသေးလေးကိုမပြီးခေါင်းငုံစားလိုက်တယ်တကယ်ကိုအရန်စာနေတာဘိုက်ဝသွားတဲ့တက်တောင့်တက်တာခံစားချက်ထဲမှာမြုပ်နှံနေရင်အနောက်မှာလူတစ်ယောက်တိုးလာတာကိုလုံးဝမသိလိုက်ဘူးဒီလောက်ပဲစားတာလားကျွန်တော်လန့်သွားခဲ့တယ်လက်ထဲကပကံနဲ့တုပ်ကကျမ်းပြင်ပေါ်တန်းပြုတ်ကျသွားပြီးဆွေဖြူလေးတွေကွဲအပ်သွားကအပိုင်းစားတစ်ခုကခြေချင်းဝတ်ကိုဖျက်သွားခဲ့တယ်သွေးစလေးတွေမတိမတာစီးကျလာခဲ့တယ်ဖူးတူရဲ့မျက်လုံးထဲမှာစိတ်ပူမှုတွေပြည့်နေသွားခဲ့တယ်သူမချက်ချင်းစကားပြောလိုက်တယ်မလုံနဲ့အပိုင်းစားတွေကိုတတိထားငါရှင်းပေးမယ်သူမကဖြည်းဖြည်းချင်းတိုးလာပြီးကျမ်းပြင်ပေါ်ကအပိုင်းစားတွေကိုဂယုတစိုက်ကောက်ယူကကျွန်တော်ဘေးကိုလာခဲ့တယ်ကျွန်တော်တရက်လုံးဘာမှမစားရသေးလို့ကိုယ်တိုင်နဲ့လှုပ်ရှားတာပါသူမကကျွန်တော်ရှိမှရက်နေပြီးမျက်လုံးထဲမှာစိတ်ပူမှုနဲ့ဒေါသတွေရောရှက်နေကမျက်လုံးကအောက်ကျသွားပြီးခြေချင်းဝတ်ပေါ်ကဒဏ်ရာလေးစီရောက်သွားခဲ့တဲ့ဒဏ်ရာကမနှက်ပေမဲ့တွေးထွက်နေတော့မယ်သူမကလှည့်ပြီးဆေးပြခန့်ထန်စိတ်ကိုယူကကျွန်တော်ဘေးမှာထိုင်လိုက်တယ်သူမကလက်ကိုတတလေးမြောက်ပြီးဒဏ်ရာရထားတဲ့ခြေထောက်ကိုအပြင်ထုတ်ပေးကဒဏ်ရာကိုတေချာဆေးကြောပေးခဲ့တယ်သူမကရေချိုးပြီးခါစားမို့လို့ရေချိုးဆက်ပြရဲ့တင်းပြတ်တဲ့အနံ့လေးတွေထွက်နေခဲ့တယ်ကျွန်တော်မျက်လုံးတွေကသူမမျက်လုံးတွေနဲ့မရည်ရွယ်ပဲစုံသွားခဲ့တယ်လေတူးကမပြတ်မသားခံစားချက်လေးဖြစ်ပေါ်သွားခဲ့တယ်အချိန်ပိုးတက်ပြီးတဲ့နောက်ဒဏ်ရာကတွေးမထွက်တော့ပါဘူးသူမကဂယုတစိုက်ပလာစတာကပ်ပေးလိုက်ပြီးမှလက်ကိုပြန်ရုပ်ကပွင့်လင်းတဲ့မီးဖိုချောင်စီထွက်သွားခဲ့တယ်ကျွန်တော်စူပါပေါ်မှာတိတ်ဆိတ်စွာမိနေရင်မျက်လုံးထဲမှာမတိမတာစိတ်ပြတ်မှုလေးဖြတ်ပြေးသွားခဲ့တယ်သူမရေချိုးပြီးထွက်လာရင်တခြားလှုပ်ရှားမှုတွေရှိမယ်လို့ထင်ခဲ့တာရလက်ကတော့သူမကရေခဲတစ်တာစီတန်းသွားခဲ့တာပဲသူမကအိမ်ပေါ်ပြင်ပေးထားတဲ့အသားတုံးလက်ဆက်တာတွေကိုထုတ်ယူလိုက်တယ်ငရုတ်သီးစိမ့်တွေနဲ့အတူစီပူပေးလိုက်တဲ့အနံ့တွေကချက်ချင်းပြန့်နှံ့သွားပြီးအစားတောက်စိတ်ဆန္ဒကိုနှိုးဆွပေးခဲ့တယ်ကျွန်တော်မီးဖိုရှိကသူမရဲ့တက်တောင့်တက်တာပုံစံကိုတိတ်ဆိတ်စွာကြည့်နေရင်ရင်ထဲမှာနှွေးထွေးမှုလေးတစ်ခုတဖြည်းဖြည်းတက်လာခဲ့တယ်သူမကတုပ်ကိုကင်ပြီးပူပူနွေးနွေးခောက်ဆွဲပကံကိုမကာကျွန်တော်ရှိလာခဲ့တယ်ငါလက်ရလည်းမစိုးပါဘူးမြည်ကြည့်ပါဦးမူလာကစိတ်တက်ကြနေပြီးအစားတောက်စိတ်ဆန္ဒမရှိတာကြောင့်အေးဆက်စွာပြောလိုက်တယ်အခုကျွန်တော်မစားချင်သေးပါဘူးသူမအတန်ကပြတ်သားနေပြီးညင်းပယ်ခွင့်မပေးခဲ့ဘူးနည်းနည်းဖြစ်ဖြစ်စားလိုက်ပါသူမကကျွန်တော်ဘေးမှာထိုင်လိုက်ပြီးခောက်ဆွဲကိုတုံးနဲ့ခက်ကကျွန်တော်နှခမ်းသားခေါ်လာခဲ့တယ်ဒီရက်ပိုင်းစိတ်ရှုပ်နေလို့တေချာမစားခဲ့ရတာတွန်းဆုပ်နေပြီးမှပါဇက်ဟာကဖြည်းဖြည်းချင်းစားလိုက်တယ်သူမရဲ့တိတ်ဆိတ်တဲ့မျက်လုံးအောက်မှာသူမကစိတ်ရှည်စွာနဲ့ကျွန်တော်ကိုတစုံပြီးတစုံခွန်ပေးခဲ့တယ်လေထုကတိတ်ဆိတ်ပြီးနည်းနည်းနူးညံ့နေခဲ့တယ်မတိမတာနဲ့ခောက်ဆွဲတဲ့ပကံလုံးကုန်သွားခဲ့တယ်နောက်ဆုံးတော့ကျွန်တော်တေချာစားတောက်တာကိုမြင်မှပဲသူမမျက်လုံးထဲမှာစိတ်အေးသွားတဲ့အရေးရောင်လေးပေါ်လာခဲ့တယ်။ဘိုက်ဝသွားတော့ကျွန်တော်ရဲ့စိတ်လှုပ်ရှားနေတဲ့ခံစားချက်တွေတဖြည်းဖြည်းလျှော့ကျသွားခဲ့ပြီးရင်ထဲမှာနားမလည်နိုင်တဲ့မအီမတာခံစားချက်တစ်ခုပေါ်လာခဲ့တယ်။ညံ့နှက်လာခဲ့ပြီးကျွန်တော်မျက်လုံးတွေကသူမစီမတိမတာရောက်သွားခဲ့တယ်။ကျွန်တော်တိုးလာတာကိုသတိထားမိတော့သူမမောကြည့်လိုက်ပြီးမျက်လုံးချင်းစုံသွားခဲ့ကြတယ်။သူမရဲ့ရေဆူနေတဲ့မျက်လုံးတွေကနည်းနည်းမေးသွားပြီးအောက်ခြေမှာစမ်းသပ်မှုတွေပါလာခဲ့တယ်။ကျွန်တော်ချက်ချင်းသတိပြန်ဝင်လာခဲ့ပြီးအတန်ကိုတည်ငြိမ်စွာနဲ့အချိန်လဲနှောင်းပြီးမနှက်ပြန်အတန်းရှိသေးတယ်ကျွန်တော်အိမ်ပြန်ရတော့မယ်သူမကကျွန်တော်ကိုစိုက်ကြည့်နေခဲ့တယ်ငါမင်းကို10နှစ်ထပ်ပို့ပေးမယ်အတိတ်ဘယ်ကမင်းကိုထပ်မပြန်ခိုင်းတော့တာပဲကျွန်တော်မျက်လုံးထဲမှာမှိုက်မေ့မှုတွေပေါ်လာခဲ့တယ်ရင်ထဲကကြောက်ရွံ့မှုတွေတဖြည်းဖြည်းတက်လာခဲ့တယ်မမဘာဆိုလိုတာလဲအခုချိန်ကစပြီမင်းဒီမှာနေရမယ်မရဘူးကျွန်တော်အလင်းစလိုကောင်းခါလိုက်တယ်ကျွန်တော်ရဲ့ညင်းပယ်တဲ့ပုံစံကိုမြင်တော့သူမအတင်းဖိနှိပ်ထားတဲ့ဒေါသတွေကထပ်မံထွက်ပေါ်လာခဲ့တယ်သူမကကျွန်တော်ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေခဲ့တယ်ကျွန်တော်မတက်တာပဲတပြင်းချလိုက်တယ်သူမမောကြည့်လိုက်တော့ကျွန်တော်ရင်ဘတ်ထဲကတင်းကျပ်သွားခဲ့တယ်ကျွန်တော်သူမစီဖြည်းဖြည်းချင်းကြည့်လိုက်ပြီးအတန်ထဲမှာမတက်နိုင်မှုအချို့ပါလာခဲ့တယ်သူမကပြောခဲ့တယ်ငါ့ကိုဒီလိုအေးဆက်ပြီးဝေးကွာတဲ့မျက်လုံးတွေနဲ့မကြည့်ပါနဲ့သူမခေါင်းထဲမှာမွန်လွယ်ပိုင်းကမြင်ကွင်းပေါ်လာခဲ့တဲ့ကြမ်းချန်တဲ့ကျူးဆန်းဆန်းတို့ပခုံးချင်းမိပြီးရေမောနေကြတာညစာဖားစားမလဲတက်တောင့်တက်တာတိုင်ပင်နေကြတာဘာလို့ငါအပေါ်ကြမှာညင်းပယ်မှုနဲ့အေးဆက်မှုတွေပဲရှိရတာလဲ
သူမရဲ့ခံစားချက်တွေကြောင့်အတင်းအဓမ္မလုပ်ခံရတော့ကျွန်တော်ကိုဆောင်းပြီးမိမရဲ့လှပတဲ့မျက်နှာလေးကိုတတလေးနမ်းလိုက်တယ်သူမလုံးဝစိတ်ထိန်ချုပ်မှုလွတ်သွားခဲ့တယ်ကျွန်တော်အကြိမ်ကြိမ်ရှင်းပြခဲ့ပေမဲ့ကျူးဆန်းဆန်းနဲ့ကျွန်တော်ကပုံမှန်တငယ်ချင်းတွေပါတခြားဘာမှမရှိပါဘူးလို့ဒါပေမဲ့ဖူးတူရင်ကအဆအဆုံးမယုံခဲ့ဘူးစင်ကြေပေးဖို့အင်အားမရှိတော့ပါဘူးကျွန်တော်တိတ်ဆိတ်စွာနဲ့ပဲဒီပြင်းထန်တဲ့ရင်ဆိုင်မှုကိုတီးခံလိုက်တော့တယ်နောက်တစ်နေ့နနက်မှာကျွန်တော်ရေချိုးခန်းထဲဝင်သွားခဲ့တယ်ရင်ဘတ်ထဲမှာတင်းကျပ်နေပြီးတကိုယ်လုံးအလွန်အမင်းပင်ပန်းနေခဲ့တဲ့မျက်နှာကိုအကြိမ်ကြိမ်တစ်လိုက်ပြီးရင်ထဲကဆိတ်ရှုပ်မှုတွေကိုစေးကြောဖို့ကြိုးစားခဲ့တယ်ဒီအချိန်မှာဖူးတူရင်ကကျွန်တော်အနောက်စီဖြည်းဖြည်းချင်းလာခဲ့ပြီးတကားမှာတိတ်ဆိတ်စွာရက်နေခဲ့တယ်သူမရဲ့ပိုင်ဆိုင်လိုစိတ်ကမပြောက်သေးပါဘူးဒီရက်ပိုင်းဆက်တိုက်တန်တရားဖြစ်မှုတွေမနာလိုမှုတွေနဲ့မရေမရဖြစ်မှုတွေကြောင့်သူမရဲ့ခံစားချက်တွေမတည်ငြိမ်နိုင်ခဲ့ဘူးမှန်တဲ့ကသူမပုံရိပ်ကိုကြည့်ရင်ရင်ထဲမှာမတက်နိုင်မှုတွေပြည့်နေခဲ့တဲ့အောက်တန်းကျတဲ့မကွဲပြားမှုတွေကနှစ်ယောက်လုံးကိုတဖြည်းဖြည်းတိုက်စားနေခဲ့တာသူမကတော့တယောက်ကိုတယောက်ချီနှောင်ထားခြင်းလုံးမဲ့စိတ်ပိုင်းဆိုင်ရာဆွဲဆက်မှုတွေကကျွန်တော်အင်အားတွေကိုကုန်ခန်းစေခဲ့တယ်ကျွန်တော်တက်ပြင်းချလိုက်ပြီးအိပ်ယာပေါ်ပြန်လဲကြကနှစ်နှစ်ချိုက်အိပ်ပျော်သွားခဲ့တယ်မျက်လုံးပြန်ဖွင့်လိုက်တော့ညံ့နေပြီးစာလောင်မှုခံစားချက်ကတကိုယ်လုံးကိုရောက်ရှိလာခဲ့တယ်ကျွန်တော်သူမလက်ကိုတာတာလေးတွန်းထုတ်လိုက်ပြီးခြေပလာနဲ့ထရက်ကာအဝတ်စားလဲခန်းစီလမ်းလျှောက်သွားခဲ့တယ်တက်တာကိုကြည့်လိုက်တော့အမျိုးသမီးအဝတ်စားတွေစီရီထားတာအပြင်အခုတော့အမျိုးသားဝတ်စားအသစ်တွေအများကြီးရှိနေခဲ့တယ်ဒီဇိုင်းနဲ့အရွယ်စားတွေကအရန်ကွက်တိဖြစ်နေပြီးတန်မိုးကြီးတဲ့အသုံးဆောင်တွေလည်းအများကြီးရှိနေခဲ့တယ်အဲ့ဒီခိုက်မှာပဲကျွန်တော်ချက်ချင်းသဘောပေါက်သွားခဲ့တယ်သူမကကျွန်တော်ကိုဒီကောင်းကင်အောက်မှာပိတ်လောင်ထားပြီးဘေးမှာတင်းကြပ်ထားချင်တာဆိုတာဒါပေမဲ့အခုချိန်မှာစာလောင်မှုကအရာရာကိုလွှမ်းမိုးသွားခဲ့တယ်ကျွန်တော်ပေါ့ပါအင်ကြီးတစ်ထေဝတ်လိုက်ပြီးမိဖို့ကြောင့်လည်းရိုင်တိရိုင်တိုင်ဝင်သွားခဲ့တယ်ရေခဲတစ်တာတကားကိုအားနဲ့ဆွဲဖွင့်လိုက်တော့အထဲကအစားအသောက်မျိုးစုံကိုမြင်လိုက်ရတယ်အကြာကြီးထိန်းချုပ်ထားတဲ့အစားအသောက်စိတ်ဆန္ဒကပောက်ကွဲသွားခဲ့တယ်ကျွန်တော်ကျမ်းပြင်ပေါ်ထိုင်ချပြီးအငမ်းမရစားတော့တဲ့စိတ်ပိုင်းဆိုင်ရာကုန်ခန်းမှုတွေကြောင့်ဘိုင်းဝါတဲ့ခံစားချက်ကိုတုံးပြီးရင်ထဲကဟာလာဟင်းလင်းဖြစ်မှုကိုဖြည့်ဆည်းရတော့တယ်ကျမ်းပြင်ပေါ်မှာအထုပ်ဘိုးတွေပြည့်နေခဲ့တဲ့အစားအသောက်အလွန်မင်းစားသုံးခြင်းထဲမှာမြုပ်နှံနေရင်ရင်ထဲကဒဏ်ရာတွေနဲ့ထိတဲ့ဖြစ်မှုတွေကိုခဏတာနှစ်သိမ့်နေခဲ့တယ်။ဟိုဘက်မှာတော့ဖူးတူရင်ကနှစ်နှစ်ချိုက်အိပ်ပျော်နေတာကနေလက်နိုးလာခဲ့တယ်။သူမအိမ်မက်ဆိုးမခဲ့တာ။ကျွန်တော်လက်စွပ်ကိုချုပ်ပြီးအားနဲ့ပြစ်ပေါက်ကအနောက်မလဲပဲထွက်သွားတာကိုမက်ခဲ့တာကြောက်လန့်မှုကသူမရင်ဘက်ကိုချက်ချင်းတင်းကျပ်သွားစေခဲ့တယ်။မျက်လုံးဖွင့်လိုက်တော့ဘေးမှာလူမရှိတာကိုတွေးလိုက်ရပြီးရင်ဘက်ထဲတင်းကျပ်သွားကချက်ချင်းထရှာတော့တဲ့မိတ်တုံမီးရောက်အောင်မှာကျွန်တော်တယောက်တည်းအေးဆက်တဲ့ကျမ်းပြင်ပေါ်ထိုင်နေတာကိုမြင်လိုက်ရတယ်။ပတ်ဝန်းကျင်မှာအစားအသောက်အပိုင်းအစတွေပြည့်နေပြီးပါဇက်ထဲမှာမုန့်တွေပြည့်နေကတနာစရာကောင်းပြီးလမ်းပြောက်နေခဲ့တယ်။သူမရဲ့ခြေလမ်းတွေရက်တန့်သွားခဲ့ပြီးပွင့်နေတဲ့ရေခဲတစ်တာနဲ့ရှုပ်ပွားနေတဲ့ကျမ်းပြင်ကိုကြည့်ရင်ရင်ထဲမှာရုတ်တရက်နာကျင်သွားခဲ့တယ်။ကျန်းချန်ကဘာလို့တခါတည်းနဲ့ဒီလောက်အများကြီးစားနိုင်ရတာလဲ။အဲ့ဒီအချိန်မှာပဲကျွန်တော်သူမမျက်လုံးတွေနဲ့မရည်ရွယ်ပဲဆုံသွားခဲ့ပြီးရင်ထဲမှာတုန်လှုပ်သွားခဲ့တယ်။သူမကကျွန်တော်ကိုတိတ်ဆိတ်စွာကြည့်နေပြီးအထုပ်ဘိုးတွေကိုရောပွင့်နေတဲ့ရေခဲတစ်တာကိုပါကြားကြည့်လိုက်တယ်။ကျန်းချန်မင်းဘာလို့ဒီလောက်များကြီးစားရတာလဲမင်းအရင်ကဒီလိုမဟုတ်ပါဘူးမမနဲ့မဆိုင်ပါဘူးသူမကရှေ့ကိုခြေတလန်းတိုးလိုက်ပြီးအတန်ကမြင့်တက်သွားခဲ့တယ်ငါနဲ့ဘာလို့မဆိုင်ရမှာလဲမင်းဒီလောက်များကြီးစားတာကိုငါကြည့်ပြီးရင်နာရတယ်ကျွန်တော်သူမစကားကိုဂယုမစားပဲရင်ထဲကပြာရခတ်မှုနဲ့အရှက်ရမှုကိုအတင်းဖိနှိပ်ထားရင်ကင်ထားတဲ့မုံကိုချကအတန်ကိုပုံမူအေးဆက်လိုက်တယ်မမထိန်းစရာမလိုပါဘူးပြောပြီးတာနဲ့သူမမျက်နှာကိုမကြည့်ကျင်တော့ပဲရေချိုးခန်းတဲ့အမြန်ဝင်ကတကားကိုချက်ထိုးလိုက်တဲ့အန်ဂျင်စိတ်ကမခံနိုင်အောင်တက်လာခဲ့တယ်ကျွန်တော်ငုံပြီးအန်ထုတ်တော့တယ်အစာအိမ်လုံးဝဟာသွားတဲ့အထိပဲအပြင်ဘက်မှာဖူးတူရဲ့တကားခောက်တန်တွေစက်တိုက်ထွက်ပေါ်လာခဲ့ပြီးအတန်ကအရန်စိတ်ပူနေခဲ့တယ်ကျန်းချန်တကားဖွင့်ဆန်းမင်းဘာဖြစ်လို့လဲဘယ်နားမအီမတာဖြစ်လို့လဲငါ့ကိုမတွေးချင်မှန်းသိပါတယ်ဒါပေမဲ့မင်းခုနကဒီလောက်အများကြီးစားထားတာအစာအိမ်မအီမတာဖြစ်ရင်ဘယ်လိုလုပ်မလဲကျန်းချန်မတောင်းကျမ်းပါနဲ့တော့ငါ့ကိုတကားဖွင့်ပြစမ်းပါရမလားကျွန်တော်လုံးဝဂယုမဆိုင်ပဲတိတ်ဆိတ်စွာနေခဲ့ပြီးရင်ထဲကဆိတ်ရှုပ်မှုတွေကိုတယောက်တည်းတီးခံနေခဲ့တယ်ပြန်တည်ငြိမ်သွားမှဘေးစင်စီသွားပြီးသွားအကြိမ်ကြိမ်တိုက်လိုက်တယ်ပါဆက်ထဲကမကောင်းတဲ့အနံ့တွေပျောက်သွားမှရက်လိုက်တယ်အပြင်ဘက်ကတကားခောက်တန်တွေဆက်လက်ထွက်ပေါ်နေခဲ့တယ်ကျန်းချန်ငါနောက်ဆုံးအကြိမ်ပြောမယ်တကားဖွင့်မဟုတ်ရင်ငါတကားဖြတ်မယ်ကျွန်တော်မျက်နှာကပုံမှန်မဟုတ်အောင်အေးဆက်နေခဲ့ပြီးတိတ်ဆိတ်စွာသွားရောက်တကားဖွင့်ပေးလိုက်တယ်တကားမှာမလုံးမရှက်ရက်နေရင်သူမကိုအေးဆက်စွာတက်ကြည့်လိုက်တယ်မင်းဘလောက်ထိစားလိုက်တာလဲအန်ဂျင်လာအစာအိမ်နာလားဆေးရုံသွားဖို့လူလားအဲ့ဒီခိုက်မှာပဲစူးစီးထားတဲ့ဒေါသတွေနဲ့အထင်အမြင်လွဲမှားမှုတွေအတင်းဖိနှိပ်ထားတာတွေလုံးဝပောက်ကွဲသွားခဲ့တယ်ကျွန်တော်သူမလက်ကိုအားနဲ့ပစ်ထုတ်လိုက်ပြီးအော်ဟစ်လိုက်တယ်ကျွန်တော်မမကိုထိန်းစရာမလိုဘူးလို့ပြောပြီးပြီလေ
မမလူကိုဒီလောက်အထိအတင်းအဓမ္မမလုပ်လို့မရဘူးလားကျွန်တော်ရဲ့ရုပ်တရက်သဘောထားကြောင့်သူမခန္ဓာကိုတောင့်တင်းသွားခဲ့ပြီးမျက်လုံးစွန်းတွေหนีရဲလာပေမဲ့ဝမ်းနည်းမှုကိုအတင်းဖိနှိပ်ထားခဲ့တယ်ငါအတင်းအဓမ္မမလုပ်ပါဘူးငါမင်းအတွက်စိတ်ပူလို့ပါကြမ်းချမ်းမင်းဘာဖြစ်လို့လဲငါဘာမကောင်းတာလုပ်မိလို့လဲငါ့ကိုပြောစမ်းပါငါပြင်ပါမယ်မမပြင်လို့မရပါဘူးကျွန်တော်အတန်ကဒေါသနဲ့လှောင်ပြောင်မှုတွေပြည့်နေခဲ့တယ်တွေးတဲ့အထိစိတ်ဝင်နေတဲ့ခေါင်းမာမှုကိုပြင်လို့ရမလားအကြောင်းမဲ့တန်တရားဖြစ်တတ်တဲ့အကျင့်ကိုပြင်လို့ရမလားကျွန်တော်မမကိုအကြိမ်ကြိမ်ပြောပြီးပြီလေကျူးဆန်းဆန်းနဲ့ကျွန်တော်နဲ့ဘာမှမရှိပါဘူးလို့မမဘယ်တော့မှမယုံခဲ့ဘူးသူမခန္ဓာကိုယ်လေးတုံရင်သွားခဲ့ပြီးနှုတ်ခမ်းတွေမလုံးမရှက်နဲ့အတန်ထဲမှာငိုတန်ပါလာခဲ့တယ်ငါမင်းကိုမယုံတာမဟုတ်ပါဘူးငါကြောက်လို့ပါမင်းငါစီကထွက်သွားမှာကိုငါကြောက်လို့ပါမမမပြင်နိုင်ပါဘူးကျွန်တော်အတန်ကရွဲတဲ့အပြစ်တင်တန်တွေနဲ့ပြင်းနေခဲ့တယ်တွေးတဲ့အထိစိတ်ဝင်နေတဲ့မမရဲ့အနိုင်လိုခြင်းစိတ်တွေကိုပြင်နိုင်လို့လားအကြောင်းမဲ့တန်တရားဝင်တတ်တဲ့အကျင့်ကိုရောပြင်နိုင်လို့လားကျွန်တော်မမကိုအကြိမ်ကြိမ်ပြောပြီးပြီလေကျူးဆန်းနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးဆိုတာကိုမမတခါမှမယုံခဲ့ဘူးသူမရဲ့ခန္ဓာကိုယ်လေးတုံ့ပြီးသွားပြီးနှက်ခမ်းတွေတဆက်ဆက်နဲ့ငိုတန်ဆွဲတာပြောရှာပါတယ်မမမင်းကိုမယုံတာမဟုတ်ပါဘူးမမကြောက်လို့ပါမင်းမမစီကထွက်သွားမှာကိုကြောက်တာချမ်းချမ်းရဲ့မမမမင်းတယောက်တည်းပဲရှိတာပါမမကိုယ်တိုင်ပဲရှိတာပါကျွန်တော်စိတ်ခံစားချက်တွေပုံမပြင်းထန်လာခဲ့တယ်မမကျွန်တော်ကိုဒီမှာပိတ်လောင်ထားတယ်ကျွန်တော်ကိုမမရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုလိုသဘောထားတယ်ကျွန်တော်လိုလားရဲ့လားဆိုတာမမတခါမှမမေးခဲ့ဘူးမမကမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းယုံပါမင်းအတွက်အကောင်းဆုံးအရာတွေကိုပဲပေးခြင်းခဲ့တာအဲ့လိုလုပ်ရင်မင်းမမစီကထွက်မသွားတော့ဘူးလို့ထင်ခဲ့တာသူမသည်ထိတ်လန့်ဝမ်းနည်းနေပြီးကျွန်တော်ရုတ်တရက်အဖေကြောင့်ပြိုလဲသွားရသည်ကိုလုံးဝနားမလည်နိုင်အောင်ဖြစ်နေရတယ်သူမရဲ့မျက်ဝန်းထဲကစစ်မှန်မှုကိုမြင်တွေ့လိုက်ရတဲ့အခါကျွန်တော်ရင်ထဲကဒေါသတွေကြားထဲမှာဖော်ပြလို့မရတဲ့စိတ်ပြက်လက်ပြဖြစ်မှုတွေရောရှက်သွားခဲ့တယ်ကျွန်တော်မျက်ဝန်းတွေဗလာနက်ထိဖြစ်သွားပြီးအေးဆက်တည်ငြိမ်စွာနဲ့သူမလက်ကိုပုတ်ထုတ်လိုက်ကသူမရဲ့လွမ်းမောဖွယ်အချစ်တွေကိုလစ်လျူရှုလိုက်တယ်ဓာတ်လေကတကားပွင့်သွားချိန်မှာပဲနောက်ကနေရုတ်တရက်တင်းကျပ်စွာဖက်တွယ်ခြင်းခံလိုက်ရတာပါဖူတူရင်ကအပြေးရောက်လာပြီးကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တယ်မသွားပါနဲ့နော်ရမလားကျွန်တော်မျက်နှာကအေးဆက်မှကြောနေပြီးတခဏမျှနှုတ်ဆက်နေခဲ့တယ်သူမကထပ်မံ၍ဒီမှာမနေပေးနိုင်ဘူးလားမမနဲ့တေချာစကားပြောရအောင်လေနော်ကျွန်တော်အတန်ထဲမှာဘာနှွေးထွေးမှုမှပါမလာခဲ့ပါဘူးဖူတူရဲ့မမဒီလိုတွေလှုပ်เสียမလို့ပါဘူးသူမရဲ့ရင်ဘက်တစ်ခုလုံးရုတ်တရက်တင်းကျပ်သွားခဲ့တယ်နှစ်ယောက်လုံးအတော်ကြာတိတ်ဆိတ်သွားပြီးနောက်ဖူတူရဲ့အတန်ထဲမှာမောပန်းလွှမ်းနေမှုတွေပြည့်နေခဲ့ပါတယ်မင်းဒီမှာပဲလိမ္မာပါတီစွာနဲ့မမကိုခဏလောက်စောင့်ပေးပါမသွားပါနဲ့နော်ကျွန်တော်ထိုနေရာမှာပင်မလုံးမရှက်ရက်နေမိတဲ့ခဏအကြာမှာသူမသည်အဖြူရောင်ရေချိုးဝတ်စုံပွားပွားကြီးတစ်ခုကိုကင်ဆောင်ကရောက်ရှိလာပြီးကျွန်တော်ရှက်အင်ကြီးကျဲသီးတွေကိုဖြုတ်ပေးဖို့လက်လန်းလိုက်တယ်ကျွန်တော်သူမကိုအေးဆက်စွာစိုက်ကြည့်ရင်နှုတ်ခမ်းထောင်ကိုလှောင်ပြုံးပပလေးပေါ်အောင်တွန့်ကွေးလိုက်တယ်ကျွန်တော်ကိုကျဲသီးဖြုတ်ပေးနေတဲ့သူမရဲ့လှုပ်ရှားမှုတွေရုတ်တရက်တောင့်တင်းသွားခဲ့တယ်မမကမင်းကိုပို့ပြီးတက်တောင့်တက်တာဖြစ်စေခြင်းယုံပါကြာမြင့်စွာစုပြုံနေခဲ့တဲ့ပရိပခတွေဟာလုံးဝပောက်ကွဲထွက်သွားခဲ့ပြီးကျွန်တော်လက်ကိုမြောက်ကသူမရဲ့လက်ကိုပြင်းထန်စွာပုတ်ထုတ်လိုက်တဲ့ထိုခိုက်တက်မှာထွက်ပေါ်လာတဲ့အတန်ဟာအလွန်ပင်ရှင်းလင်းနေခဲ့ပြီးလေထုဟာလည်းချက်ချင်းခဲအေးသွားခဲ့၏ဖူတူရင်တယောက်ထိုနေရာမှာပင်ကြောက်ရွံ့တပွဲတောင့်တင်းသွားကမျက်ဝန်းထဲမှာထိတ်လန့်မှုနဲ့မယုံနိုင်မှုတွေပြည့်နေခဲ့တယ်သူမသည်မြည်သူတဦးတယောက်ရဲ့ဒီလိုဆက်ဆံခြင်းကိုမှတခါမှမခံခဲ့ရဘူးပါချမ်းမင်းမကိုဒီလောက်ထိရုန်းကန်ညှင်းဆန်နေရတာလားကျွန်တော်မျက်နှာကအေးဆက်နေမြဲကျွန်တော်စောစောကတည်းကပြောပြီးပြီလေကျွန်တော်ကိုအတင်းအကျပ်မလုပ်ပါနဲ့ကျွန်တော်ကိုပိတ်လောင်ဖို့လည်းမကြိုးစားပါနဲ့သူမရဲ့အသက်ရှူတမ်းများမြန်ဆန်လာပြီးစိတ်ခံစားချက်များသည်ထိန်းချုပ်ရခက်သည့်အနာဆုံးသို့ရောက်ရှိနေခဲ့တယ်။ဒါဆိုမမဘလို့လုပ်ပေးရမလဲ။မင်းမကိုဒီလောက်မမုန်းတီးတော့အောင်ဘာလုပ်ရမလဲ။ဘာလုပ်အလကားပါပဲကျွန်တော်ဒီလိုမျိုးချုံနှောင်ခံထားရတဲ့အတူနေထိုင်မှုကိုမလက်ခံနိုင်ဘူး။မမရဲ့တန်တရားတွေနဲ့ထိန်းချုပ်မှုတွေကိုလည်းမတဲခံနိုင်ဘူး။သူမရဲ့ရင်ထဲတွင်ဆူဆူဝါးဝါးနာကျင်သွားရတယ်။သူမကတလန့်ချင်းတိုးကပ်လာကခေါင်းကိုမော့၍ကျွန်တော်နှက်ခမ်းပေါ်သို့သူမရဲ့နှက်ခမ်းကိုဖိကပ်လိုက်တဲ့အနမ်းထဲတွင်ကြာမြင့်စွာဖိနှိပ်ထားခဲ့သောအနိုင်လိုခြင်းစိတ်နှင့်နာကျင်မှုများပါဝင်နေခဲ့တယ်။ကျွန်တော်လည်းစုတ်ခွာမပေးခြင်းတစ်ဖြစ်ပြင်းထန်စွာပြန်လည်တုံ့ပြန်လိုက်မိတယ်။အတော်ကြာပြီးနောက်သူမကမာကျောမှုအပေါင်းကိုရုပ်သိမ်းလိုက်ကရေချိုးဝတ်စုံကိုယူ၍ကျွန်တော်ကိုလဲလှယ်ပေးခဲ့တယ်ကျွန်တော်တက်ရက်နေစဉ်သူမရဲ့မျက်ဝန်းထဲမှထက်မြက်မှုများကွယ်ပြောက်သွားပြီးမျက်ရည်များရှုံးဆိုနေသောနှိမ်ချမှုနဲ့အားငယ်မှုများသာကျန်ရှိနေပါတော့တယ်။ချမ်းမမတောင်းပန်ပါတယ်မမကိုလိုလားနဲ့အနမ်းတပွင့်ပေးပါနော်။ရမလားကျွန်တော်ခဏမျှမြင့်တက်သွားခဲ့တယ်ပရိပခတွေကိုပုံမပြင်းထန်မလာစေချင်တာကြောင့်သူမ၏တွေ့ရသောခါးလေးကိုညင်သာစွာပွေ့ဖက်လိုက်ပြီးသူမရဲ့နှုတ်ခမ်းထောင်လေးပေါ်သို့ခပ်ပပအနမ်းတပွင့်ပေးလိုက်မိတယ်သူမရဲ့မျက်ဝန်းထဲတွင်နူးညံ့သိမ်မွေးမှုများပြည့်နေသွားခဲ့တော့လဲမပြေပြောက်နိုင်သောဝမ်းနည်းမှုများလည်းရောရှက်နေခဲ့တယ်ချမ်းအစွဲလန်းတွေကိုစွန့်လွတ်ပြီးမမကိုဖြည်းဖြည်းချင်းသဘောကျပေးလို့ရမလားကျွန်တော်ရင်ဘက်တစ်ခုလုံးလေးလံသွားခဲ့ရတယ်။ကွာခြားလွန်းလာသောအနေထားစီးတားထားခဲ့သောအတားအဆီးများအတူတကွရှိနေချိန်ခံစားရသောအသက်ရှူချက်မှုများထိုအရာအလုံးကကျွန်တော်တို့နှစ်ဦးကအစကတည်းကမလိုက်ဖက်ခဲ့ကြကြောင်းသတိပေးနေတကယ်တော့ပဲကျွန်တော်သူမရဲ့အကြည့်တွေကိုရှောင်လွှဲလိုက်ပြီးအကြောင်းပြချက်ပေးလိုက်တယ်ကျွန်တော်နေလို့တိတ်မကောင်းဘူးအိတ်ချင်ပြီးပြောပြီးတာနဲ့ကျွန်တော်လက်ထွက်ကအိတ်ခန်းစီသို့ရှောက်သွားခဲ့တယ်ကျွန်တော်မျောလင်းချက်ကိုကြော်လွန်၍သူမဆက်လက်အတင်းအကျပ်မချုပ်ချယ်တော့ပါသူမကဆူရှာသောပင်မမီလုံးကိုပိတ်လိုက်ပြီးအိယာခေါင်းရင်းရှိအဝါရောင်မီးအိမ်လေးကိုသာလင်းထားပေးခဲ့တယ်ကျွန်တော်ခေါင်းလေးကိုညင်သားစွာပုတ်တက်ပေးကနဘူးပေါ်သို့ညချမ်းမင်္ဂလာနန်းတပွင့်ခပ်ပပချွေချလိုက်ပြီးအခန်းထဲမှတိတ်ဆိတ်စွာထွက်ခွာသွားခဲ့တယ်အခန်းတွင်လျှက်တစ်ပြက်တိတ်ဆိတ်သွားချိန်တွင်ရင်ထဲ၌ဖော်ပြမတတ်နိုင်သောဟာလာဟင်းလင်းဖြစ်မှုကြီးရုတ်တရက်တိုးဝင်လာခဲ့တယ်။သို့သောကျွန်တော်ချက်ချင်းသတိပြန်ဝင်လာပြီးမရှိသင့်သောဒီလိုစိတ်ခံစားချက်တွေကိုဖိနှိပ်လိုက်တယ်။ကျွန်တော်နှင့်သူမကအစကတည်းကလမ်းကြောင်းတူများမဟုတ်ကြပါ။သူမရဲ့ခဏတာမျက်နှာပေးမှုကကြာရှည်ခံမည်မဟုတ်ဘူး။စံပစ်သည့်ခံစားချက်များကုန်ခန်းသွားပါကအရာအလုံးကမူလအစသို့ပြန်လည်ရောက်ရှိသွားပေလိမ့်မည်
ခေါင်းမူးနောက်နေတဲ့ဖြစ်ကျွန်တော်ချက်ချင်းဆိုသလိုအိပ်ပျော်သွားခဲ့တယ်နောက်တစ်နေ့နက်နက်စောစောတွင်ဖုန်းလို့ဆက်တန်ကြောင့်နိုးလာခဲ့ရပြီးရင်ခွင်ထဲ၌လူတစ်ယောက်ထပ်မံရောက်ရှိနေတာကိုတွေးလိုက်ရတယ်ကျွန်တော်အံ့အားသင့်မနေတော့ပဲနှက်ခမ်းတောင်းကိုအသားအရကွေးညှို့လိုက်မိတယ်ဖူးတူရိတ်ထားတော့လေကျွန်တော်ကြောင်းသွားရအောင်မယ်မနေ့ညကကျွန်တော်ဘိုက်မအီမတာဖြစ်နေစဉ်သူမကတိတ်တဆိတ်စေးတိုက်ပေးခဲ့ပြီးဝမ်းဘိုက်ကိုစိတ်ရှည်လက်ရှည်ရင်နွေးအိတ်ကပ်ပေးခဲ့တာကိုတတိယသွားခဲ့မိတဲ့လူဆိုဒီမှာခန္ဓာကိုယ်နဲ့စိတ်သက်အားနေနေသည့်အချိန်များအလိုလျောက်တိမ်မွေးနူးညံ့မှုကိုတန်တာတက်ကြစမြဲမဟုတ်ပါလားသူမကမျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးနူးညံ့သောအတန်ဖြင့်မင်္ဂလာနံနက်ခင်းပါကြမ်းချံကျွန်တော်မျက်နှာထားမပြတ်ပဲသူမရဲ့လက်မောင်းကိုတွန်းဖယ်ကအိယာမှထထိုင်လိုက်တယ်သူမလည်းအလိုက်တင်ထထိုင်လိုက်ပြီးစိုးရိမ်ပူပန်မှုများပါဝင်သောအတန်ဖြင့်ကြမ်းချံနောက်ဆိုစားစရာတွေကိုတေချာပုံမှန်စားပါနော်ကိုယ်ခန္ဓာကိုယ်ကိုစိတ်တိုင်းကြမနှိပ်စက်ပါနဲ့တော့နော်ရမလားကျွန်တော်ထိုနေရာတွင်ခဏမျှရက်တန့်သွားပြီးဘာမှပြန်မဖြေပဲရေချိုးခန်းတဲ့သို့ဝင်ကမျက်နှာတစ်သွားတိုက်လိုက်တဲ့တပတ်ကိုကင်တွင်နေရင်ကျွန်တော်စိတ်တွေရှုပ်ထွေးနေခဲ့မိတယ်ဖူတူရင်ကရုပ်ရည်အလွန်လှပပြီးထင်ပေါ်ကြော်ကြားသူတစ်ယောက်ဖြစ်ရန်ရေဆက်ပါလာသူပါအခြားတစ်ဖက်တွင်မူကျွန်တော်ကကံကြမ္မာနှိမ်ပါသူတဦးဖြစ်တဲ့ငယ်စဉ်ကတည်းကမိဘမဲ့ကေဟာတွင်ကြီးပြင်းခဲ့ရပြီးအထက်တန်းစားဆိုသောဇာတိမိဘများကလည်းကျွန်တော်ကိုနှွေးထွေးမှုမပေးခဲ့ကြဘူးပါကျွန်တော်ထိုလိုဟန်ဆောင်အေးဆက်သောတန်ရောစင်မျိုးကိုမမျှပေါ်လင်းခဲ့ဘူးသလိုဖူတူရဲ့ပြင်းထန်သောမျက်နှာသာပေးမှုကမြင်မြကြရှိခံမိကိုလည်းမရေရာခဲ့ပါမိဘမဲ့ကေဟာမှဆီယာမကပြောဘူးသည်အချစ်ဆိုတာလူတွေကိုဆုံးရှုံးရမှာကြောက်စိတ်အဖြစ်စေဆုံးအရာပဲတဲ့ကျွန်တော်ဒါကိုရင်းနှဲဆွဲမြဲနေပြီးပညာရှိရှိတတိထားကစိတ်ကိုထိန်းချုပ်ထားခဲ့တဲ့နှွေးထွေးမှုကိုဘယ်တော့မှမတန်းတက်ခဲ့ပါဘူးသူမအပေါ်ထားရှိသည့်ကျွန်တော်ရဲ့ဂရုစိုက်မှုတွေကိုအမြဲတမ်းညှင်းဆန်နေခဲ့ပြီးစိတ်မလှုပ်ရှားသမျှကာလပတ်လုံးချုပ်နှောင်ခံရမည်မဟုတ်ဟုယုံကြည်ထားခဲ့တယ်နှစ်ယောက်လုံးပြင်ဆင်ပြီးနောက်အပြင်ထွက်ဖို့ပြင်ကြတယ်ကျွန်တော်ဓာတ်လေကားစီတန်းသွားဖို့လုပ်ပေမဲ့သူမကမိဖို့ချောင်းနဲ့လှည့်ဝင်သွားပြီးကျွန်တော်ကိုကြည့်ကဘိုင်ဟောင်းလောင်းနဲ့အပြင်ထွက်တော့မလို့လားထိုအခါမှကျွန်တော်မနှက်စာအကြောင်းတတိယသွားပြီးမင်းညကအများကြီးစားထားလို့ခုထိအစားမဝင်သေးဘူးဟုစင်ချေပေးလိုက်တယ်သူမပြန်မပြောဘဲလျှက်စစ်ထမင်းပေါင်းအိုးကိုဖွင့်လိုက်ရာပူပူနွေးနွေးဆံပြုတ်မူမူလေးဤအနံ့ကပြက်လွတ်လာခဲ့တယ်သူမကဝတ်သားနှင့်ဘဲဥငံဆံပြုတ်အနှဲငယ်ကိုပကံလုံးနဲ့ခတ်ထက်ကကျွန်တော်ရှိသူပို့ပေးပြီးညင်းပယ်ခွင့်မရှိသောအတန်ဖြင့်နည်းနည်းလောက်စားလိုက်ပါကျွန်တော်စံပြုတ်ပကံကိုကြည်ရင်ရင်ထဲတွင်မတိစိတ်မှရုန်းကန်ခြင်းစိတ်ဖြစ်ပေါ်လာခဲ့တယ်။သူမတစ်ချက်ကြည့်လိုက်ယုံဖြင့်ကျွန်တော်အတွေးကိုထိုးဖောက်မြင်သွားပြီးမျက်ဝန်းများအေးဆက်သွားခဲ့တယ်။စားပြီးမှသွားရမယ်။ကျမ်းမာရေးကဘာထက်မဆိုအရေးကြီးတယ်။မင်းမငင်းနိုင်ပါဘူး။ကျွန်တော်ပကံကိုကင်ကအမြန်ပင်ကုံအောင်စားလိုက်တယ်။သူမကချက်ချင်းဆိုသလိုရင်နွေးနှင့်အစာအိမ်ဆေးတောင်ကိုကမ်းပေးခဲ့ရာကျွန်တော်လိမ္မာပါတီစွာမျိုးချလိုက်မိတယ်။ကျွန်တော်သွားတော့မယ်။ကြောင်းနောက်ကြတော့မယ်ပြောပြီးတာနဲ့ကျွန်တော်လှည့်ထွက်သွားရန်ပြင်လိုက်တယ်။သူမရဲ့အတန်တွင်မကျေနပ်မှုများပါဝင်လာခဲ့တယ်။ဘာလို့ဒီလောက်အလင်းလိုနေရတာလဲ။ကျွန်တော်ခြေလမ်းများတန့်သွားခဲ့တယ်။ကျွန်တော်တကယ်ပဲနောက်ကျတော့မှာပါ။သူမကျွန်တော်စီတို့ဖြည်းဖြည်းချင်းလှောက်လာပြီးကျောင်းကိုလမ်းလျှောက်သွားမလို့လား။ကျွန်တော်စကားမပြောနိုင်ဖြစ်သွားခဲ့ရတယ်။စောစောကဒီနေရာမှလွတ်မြောက်ဖို့ပဲတွေးနေမိသဖြင့်တွားရေးလာရေးကိုလုံးဝမစင်စားမိခဲ့ပါ။ကျွန်တော်သူမကိုကြည့်ကမမကျွန်တော်ကိုလိုက်ပို့ပေးလို့ရမလား။သူမရဲ့အတန်မှာအလွန်ပင်နူးညံ့သွားခဲ့တယ်။မမကိုအနမ်းတပွင့်ပေးရင်လိုက်ပို့ပေးမယ်လေနော်။ကျွန်တော်မျက်နှာခင်းခဏမျှတောက်တင်းသွားပြီးသူမရဲ့နှက်ခမ်းထောက်လေးကိုပပလေးထိကပ်လိုက်တယ်။မလုံလောက်သေးဘူး။သူမကညင်သားစွာဆိုလာတယ်။ကျွန်တော်လည်းဆက်လက်မငင်းဆန်ကျင်တော့သဖြင့်ပုံမနဲ့ဆိုင်သောအနမ်းတပွင့်ပေးလိုက်မိတယ်ခဏအကြာတွင်ကင်းကွာသွားကြပြီးသူမကကျွန်တော်ရှက်အင်ကြီးကျဲတီးကိုဂယုတစိုက်ပြန်လဲပြုပြင်ပေးခဲ့တယ်။ညနေကျရင်မမအတွက်အချိန်ပေးပါနော်။ကျွန်တော်သူမရဲ့အကြည့်တွေကိုရှောင်လဲကဘာမှပြန်မပြောဘဲဓာတ်လီကားတဲ့သို့ဝင်သွားခဲ့တယ်။ဓာတ်လီကားကားပိတ်သွားတာနဲ့အပြင်ဘက်မှဖူတူရဲ့မျောလင်းချက်နဲ့နူးညံ့မှုပြည့်နေသောအကြည့်များကွယ်ပြောက်သွားခဲ့တယ်။ကျွန်တော်အေးဆက်သောဓာတ်လီကားနေရန်ကိုမိကာတပ်ပြင်းကြီးတစ်ခုချလိုက်မိတယ်။လွန်ခဲ့တဲ့ရက်များအတွင်းမွန်းကျက်မှုများကကျွန်တော်ကိုတင်းကျပ်စွာပိတ်လောင်ထားခဲ့တယ်လို့ပါပဲ။အေးချမ်းစွာနေထိုင်နိုင်မည်ဟုထင်ခဲ့တော်လဲစိတ်ခတ်ခံရသည့်ပူပေါင်းကြံစည်မှုတစ်ခုကြောင့်ဖူတူရဲ့နှင့်ပဏိပခပတ်သက်မှုများတဲ့သို့ပါဝင်သွားခဲ့ရသည်မဟုတ်ပါလား။ကားလေးကျောင်းကိတ်ဝသို့ဆိုက်ရောက်လာချိန်တွင်ကျွန်တော်တကားကိုတွန်းဖွင့်ကအနောက်သို့လှည့်မကြည့်ပဲကျောင်းထဲသို့တန်းဝင်လာခဲ့တဲ့နောက်ကြည့်မှန်မှတဆင့်ဖူတူရဲ့အကြည့်တွေကိုမကြည့်ရခဲ့ပါစာသင်ခန်းထဲဝင်လိုက်တာနဲ့ဂျူးဆန်းကစာအုပ်ကိုပို့ဆောင်ရင်းရောက်ရှိလာခဲ့တဲ့ဂျန်ချန်မနေ့ကနေရုတ်တရက်ထွက်သွားတာဘာမှမဖြစ်ဘူးမလားကျွန်တော်ရင်ဘတ်ထဲတင်းကျပ်သွားပြီးအလင်းအမြန်ကောင်းခါလိုက်တယ်ဘာမှမဖြစ်ပါဘူးအိမ်မှာနည်းနည်းရေးကြည့်လို့ပါဂျူးဆန်းကအများကြီးမမေးတော့ပဲစာအုပ်ကိုကမ်းပေးခဲ့တယ်ဒါမနေ့ကသင်ခန်းစာအဓိကအချက်တွေပါနင်းလွတ်သွားလို့ငါကူးပေးထားတာကျွန်တော်စာအုပ်ကိုလက်ခံယူလိုက်စဉ်ကျွန်တော်လက်ချောင်းလေးများသူမရဲ့နှွေးထွေးသောလက်ချောင်းများနဲ့ထိကပ်သွားရအလိုလျောက်ရုပ်သိမ်းလိုက်မိတယ်လွန်ခဲ့သည့်အဖြစ်အပျက်များကိုကြုံတွေ့ပြီးနောက်ကျွန်တော်မြည်သည့်မိန်းကလေးနှင့်မျှနီးနီးကပ်ကပ်မနေရတော့ပါထိုစဉ်အနောက်တိုင်းဝစ်စုံဝစ်အဆောင်ကျက်အချို့စာသင်ခန်းထဲသို့ဝင်ရောက်လာကြတယ်မစ္စတာဂျန်ချန်မမလေးဖူကတင့်ကိုတနေကုန်စောင့်ရှောက်ဖို့စိတ်ခိုင်းလိုက်တာပါတင့်လုံခြုံရေးအတွက်ပါတခန်းလုံးရှိအကြည့်များကကျွန်တော်စီတို့ချက်ချင်းကြားရောက်လာခဲ့ကြတယ်ဆက်စုသူများအကဲဖြတ်သူများအပြင်အထက်စီးမှကြည့်သူများလည်းပါဝင်နေခဲ့တယ်ထိုးဆနေသောအတင်းဖြင်းစကားတန်များကကျွန်တော်ကိုစူးနစ်စေခဲ့တယ်ကျွန်တော်လက်သီးကိုတင်းတင်းဆုပ်ကကျွန်တော်မလိုချင်ပါဘူးမင်းတို့ပြန်ကြပါခေါင်းဆောင်ဖြစ်သူအဆောင်ကယဉ်ကျေးစွာပင်မစ္စတာဂျန်ချန်
မမလေးဖူညွှန်ကြားထားတာမို့ကျွန်တော်တို့မလွန်ဆန်ရဲပါဘူးဖူတူရိတ်ဆုံးဖြတ်ပြီးသားကိစ္စတစ်ခုကိုဘယ်တော့မှပြန်မဆုတ်တတ်ကြောင်းကျွန်တော်သိနေခဲ့တယ်ကျွန်တော်စာပွဲပေါ်မှောက်ချလိုက်ပြီးစိတ်သက်ကြမောပတ်မှုများဖြင့်ပြည့်နေနေခဲ့မိတယ်ကျွန်တော်လိုချင်ခဲ့သည်မှာလူအများဝိုင်းရံနေသောဘဝမဟုတ်ဖူမိသားစုရဲ့တားမှတ်ဆိုသောဂုံပုံမဟုတ်ပါပုံမှန်အတိုင်းစာတင်ပွဲရတည်ငြိမ်သောအလုပ်တစ်ခုရရှိကာမကောင်းသောအကြံစီများနှင့်အနိုင်ကျင့်ချုပ်နှောင်မှုများမှဝေးရသို့တွားခြင်းယုံတာဖြစ်တယ်စာတင်ချိန်တနေကုန်ကျွန်တော်အာယုံမဆိုင်နိုင်ခဲ့ပါစိတ်ထဲတွင်ဖူတူရဲ့ပုံရိပ်များသူမရဲ့ဗိုလ်ချမှုများသူမရဲ့အစွဲလန်းတိမ်မွေ့မှုများနှင့်အားငယ်မှုများသာရောရှက်ပေါ်ပေါက်နေခဲ့တယ်ဖြူမဲနှစ်ဖက်စလုံးတွင်လွှမ်းမိုးနိုင်သောဒီအမျိုးသမီးကကျွန်တော်ရင်ထဲတွင်အမတ်အသားအနက်ရှိုင်းဆုံးရေးထိုးထားပြီးဖြစ်ကြောင်းကျွန်တော်မငင်းဆန်နိုင်ခဲ့ပါသို့တော့ကျွန်တော်မဝင်ခံရဲပါလက်မခံရဲပါနောက်တစ်ချိန်ထပ်မံဆွန့်ပစ်ခံရမည်ကိုကြောက်ရွံ့နေခဲ့မိတယ်ကျောင်းစင်ကောင်းလောင်းတန်မိလာခဲ့တဲ့စာတင်ဆောင်မှထွက်လာတာနဲ့ယင်းဒီပီတာရိုးစရိုက်ကားကြီးကအရှိတွင်ရပ်ထားပြီးသားဖြစ်နေခဲ့တဲ့ဖူတူရိန်ကအနောက်ခန်းတွင်ထိုင်နေရင်းဂျမ်းချန်ဒီကိုလာကျွန်တော်ခဏမျှတွေးဟဖြစ်နေတော့လဲဝင်ထိုင်လိုက်မိတယ်သူမသည်ချက်ချင်းတိုးကပ်လာကလက်ကိုတဘာဝအတိုင်းချိတ်ဆက်၍ကျွန်တော်ပခုံးပေါ်ခေါင်းမိလိုက်တယ်သူမကိုပေါ်မှတင်းပြန်သောနှင်းစီရနှံ့လေးကကျွန်တော်စိတ်စဉ်ကိုအနှဲငယ်အေးချမ်းစေခဲ့တယ်ဒီနေ့ကျောင်းမှာလိမ္မာရဲ့လာဟင်သူမကကလေးလေးကိုချုံမော်တကယ်သူမေးလာတယ်ကျွန်တော်တိုးလေးထူလိုက်ပြီးဘာမှဆက်မပြောဖြစ်ခဲ့ပါသူမကကျွန်တော်ဝမ်းနည်းမှုကိုရိပ်မိသွားပုံရပြီးဂိုင်းစတာလေးကိုညင်သာစွာပုတ်တက်ပေးကတက်တော်ဆောင်တွေပါလာတာကိုမကြိုက်ဘူးမလားမမသူတို့ကိုပြန်ရုပ်သိမ်းပေးမယ်နော်ကျွန်တော်သူမကိုအံ့အားသင့်စွာကြည့်လိုက်မိတယ်သူမကအမြဲတမ်းလိုတင်းမာနေမည်ဟုထင်ခဲ့တော်လဲကျွန်တော်အတွက်ရှော့ပေးလိုက်မည်ဟုမမျှော်လင့်ခဲ့ပါချမ်းချန်မမအရင်ကအစွဲလန်းအရန်ကြီးခဲ့တာကိုသိပါတယ်မင်းကိုပဲချုံနှောင်ထားခြင်းခဲ့ပြီးမင်းရဲ့ခံစားချက်တွေကိုလစ်လျူရှုခဲ့မိတယ်မင်းမမစီကထွက်သွားမှာကိုကြောက်တယ်လေတုလိုပျောက်ကွယ်သွားမှာကိုကြောက်လို့ပါမမကငယ်စဉ်ကတည်းကဖူမိသားစုမှာလှည့်စားတာတွေကိုပဲမြင်တွေ့ခဲ့ရတာမင်းလိုမျိုးမမကိုအရာအလုံးပေးဆက်ပြီးကာကွယ်ခြင်းအောင်လုပ်နိုင်သူဘယ်သူမှမရှိခဲ့ဘူးမမရဲ့အစွဲလန်းတွေကိုပြင်ပမယ်တန်တရားတွေကိုလည်းပြင်ပမယ်မင်းသားမမကိုတွန်းထုတ်မပြည့်ရင်ရပါပြီသူမရဲ့မျက်ဝန်းထဲမှာအားငယ်မှုကိုမြင်လိုက်ရတော့အခါကျွန်တော်ရင်ထဲပျော့ပြောင်းသွားခဲ့ရတယ်အတိတ်ကညှင်းဆန်မှုများနှင့်ရုန်းကန်ခြင်းစိတ်များကထိုးခိုက်တန့်တွင်ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပြီကားကဖူမိသားစုဆိုင်အိမ်သို့ဆိုက်ရောက်လာခဲ့တဲ့ပင်မအဆောက်အုံထဲဝင်လိုက်သည်နှင့်ငိုယိုအော်ဟစ်တံများကိုကြားလိုက်ရတဲ့ဖူရီနှင့်ဂျမ်းရီပိုင်တို့သည်ဧည့်ခန်းအလယ်တွင်ဒူးထောက်နေကြပြီးဖူဖိုးကြီး၏မျက်နှာမှာအလုံးမဲမောင်နေခဲ့တဲ့ဂျမ်းမိသားစုမိဘများကလည်းဘေးတွင်ရက်နေကြတယ်ကျွန်တော်ကြည့်လိုက်တာနှင့်သဘောပေါက်လိုက်တယ်ဖူတူရင်ကအတိတ်ကအကျွေးများကိုစရင်ရှင်းတော့မှဖြစ်တယ်ဖူတူရင်ကကျွန်တော်လက်ကိုကိုင်ကဧည့်ခန်းအလယ်သို့ရှောက်သွားခဲ့ရာသူမထံမှထွက်ပေါ်လာသောအေးဆက်သည့်ထိတွေ့မှုများသည်တပြင်းလုံးကိုလွှမ်းမိုးသွားခဲ့တယ်ဖူရီနင်ချမ်းချန်ကိုဆေးခတ်တဲ့ဂျမ်းရီပိုင်နဲ့ပူပေါင်းပြီးသူ့ကိုမြောက်ဂျပန်သို့ပို့ဖို့ကြံစီခဲ့တယ်ဒီအကျွေးကိုရှင်းရတော့မယ်သူမရဲ့အတန်မှာအေးဆက်လာပြီးနှွေးထွေးမှုလုံးဝမရှိပါဦးလေးမလေးသမီးမပါပြီးနောက်မလုပ်ရဲတော့ပါဘူးသမီးကိုခွင့်လွတ်ပါနော်ဂျမ်းရီပိုင်ရဲ့မျက်နှာမှာဖြူလျော့နေခဲ့တယ်ဖူးမလေးကျွန်တော်ဖူရီရဲ့မြှုပ်ဆွဲမှုကိုခံလိုက်ရတာပါတောင်းပန်ပါတယ်ခွင့်လွတ်ပါဖူတူရိန်ရဲ့မျက်ဝန်းထဲတွင်လူသက်ချင်စိတ်များလျက်ပြက်သွားခဲ့တယ်ငါလူကိုထိတဲ့သူဆိုရင်ပေးဆက်ရမယ်ဖူကြီးကိုကျင့်တရားပြက်ပြားလို့ဖူမိသားစုကနေနှင်ထုတ်တဲ့စံအိမ်နဲ့တစ်သက်လုံးခြေမချရဘူးဂျမ်းရီပိုင်ဂျမ်းချန်ကိုမကောင်းကြံမှုအတွက်ဂျမ်းမိသားစုယာရုအဆင့်တန်းအားလုံးကိုရုပ်သိမ်းပြီးအရှိတောင်အာရှရှိဂျမ်းမိသားစုပိုင်ဆိုင်မှုအားလုံးကိုတင်စီလိုက်တယ်ဖူဖိုးကြီးကမဆိုင်မတွပင်ခေါင်းငိမ့်လိုက်တယ်သူ့ရိပ်ပြောတဲ့အတိုင်းပဲလုပ်ကြစို့ဂျမ်းမိသားစုမိဘများကဝမ်းနည်းနေကြတော့လဲစကားတခုံးမျှပြန်မပြောရဲကြပါတနာဖွယ်ကောင်းစွာဆွဲထုတ်သွားခြင်းခံလိုက်ရသောဖူရီနှင့်ဂျမ်းရီပိုင်တို့ကိုကြည်ရင်ကျွန်တော်ရင်ထဲတွင်ကျေနပ်သည့်ခံစားချက်ထက်စိတ်ပေါ်ပါသွားမှုကိုသာခံစားလိုက်ရတဲ့မကောင်းသူများကနောက်ဆုံးတွင်ထိုက်တန်သောပြစ်ဒဏ်ကိုရရှိကြသည်ပင်ကိစ္စအဝဝကိုဖြေရှင်းပြီးနောက်ဖူတူရိန်သည်ကျွန်တော်လက်ကိုကင်က10နှစ်ထက်ရှိအခန်းစီသို့ပြန်လာခဲ့တယ်သူမကအရင်လိုဗိုလ်ကျသည့်ပုံစံဖြင့်ကျွန်တော်အနာမကတ်တော့ပဲကျွန်တော်ဘေးတွင်တိတ်ဆိတ်စွာထိုင်လိုက်တယ်ဂျမ်းချန်နောက်ဆုံးမင်းကိုဘယ်သူမှမနှိပ်စက်ရဲတော့ပါဘူးကျွန်တော်သူမကိုကြည့်ကလက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်၍သူမကိုညင်သာစွာပွေ့ဖက်လိုက်တယ်ဒါဟာကျွန်တော်သူမကိုပထမဆုံးအကြိမ်ကိုယ်တိုင်စတင်ပွေ့ဖက်လိုက်ခြင်းဖြစ်တယ်သူမရဲ့ခန္ဓာကိုယ်လေးတောင့်တင်းသွားပြီးနောက်ကျွန်တော်ကိုတင်းတင်းကြပ်ကြပ်ပြန်လဲပွေ့ဖက်လာခဲ့တယ်သူရိတ်ကျွန်တော်မမကိုမကြိုက်တာမဟုတ်ပါဘူးကျွန်တော်ကြောက်တာပါမမခဏတာစမ်းသစ်မှုကိုမက်မောတာမျိုးကြောက်တာပါကျွန်တော်မမနဲ့မထိုက်တန်ပါကိုကြောက်တာပါချမ်းချန်မမရင်ထဲမှာမင်းဟာအကောင်းဆုံးလူတစ်ယောက်ပါဖူတူရိတ်အတိမတ်ပြုထားတဲ့သူကိုဒီတသက်ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးမင်းဘလို့ဘဝနောက်ခံပဲရှိမမဂယုမဆိုင်ဘူးမင်းဆိုတဲ့လူကိုပဲဂယုစိုက်တာပါ
ထိုညတွင်ကျွန်တော်တို့နှစ်ဦးဖက်အိတ်ကြရုံသာရှိခဲ့တယ်။သူမရဲ့မျက်ညီသောအသက်ရှူတန်လေးကကျွန်တော်လေပင်နှင့်ပခုံးပေါ်သို့ကြာရောက်နေခဲ့ပြီးအလွန်နှွေးထွေးကစိတ်အေးချမ်းစေခဲ့တယ်။ပထမဆုံးအကြိမ်ဖြစ်ကျွန်တော်အိမ်မက်ဆိုးများမရှိစိုးရိမ်ပူပန်မှုများမရှိဘဲလုံခြုံမှုအပြည့်ဖြင့်ငြိမ်းချမ်းစွာအိပ်ပျော်ခဲ့ရတယ်။နောက်တစ်နေ့နနက်စောစောတွင်နနက်ခင်းနေအောင်ကြည့်သည်အခန်းထဲသို့ဖြာကျလာခဲ့တဲ့ဖူတူရင်ကမျက်လုံးများဖွင့်ကကျွန်တော်ကိုနူးညံ့စွာကြည့်နေခဲ့တယ်။သူမကကျွန်တော်ကိုတစ်တီးပင်ရိပ်အောက်သို့ခေါ်ဆောင်သွားခဲ့ရာထိုနေရာသည်ကျွန်တော်တို့ပထမဆုံးဆုံတွေ့ခဲ့သည့်နေရာဖြစ်တယ်။ထိုစဉ်ကကျွန်တော်ကရိုးရိုးရှင်းရှင်းဝတ်ဆင်ကစာဖတ်နေခဲ့ပြီးသူမကအဝေးမှစိုက်ကြည့်နေခဲ့ခြင်းဖြစ်တယ်။ချမ်းချမ်းလွန်ခဲ့တဲ့2 လကမင်းကိုဒီနေရာမှာပထမဆုံးမြင်လိုက်ရတဲ့ကမမစိတ်လှုပ်ရှားသွားခဲ့တာ။ဖူတူရင်ကအိတ်ထဲမှငွေရောင်လက်စွပ်တစ်စုံကိုထုတ်ယူကကျွန်တော်တာမန်လက်ချောင်းလေးထဲသို့ဆွပေးခဲ့တယ်။ကျွန်တော်လည်းကြံသည့်လက်စွပ်ကိုသူမရဲ့လက်ချောင်းလေးထဲသို့ဆွပေးလိုက်ပြီးခေါင်းငုံကသူမရဲ့နှက်ခမ်းကိုခပ်ပါးပါးလေးနှက်ရှိုက်လိုက်မိတယ်။ရက်စွဲများတစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားခဲ့ရာဖူတူရင်ကသူမရဲ့အစွဲလန်းနှင့်တန်တရားအကျင့်များကိုတကယ်ပင်ပြင်ဆင်နိုင်ခဲ့ပြီးကျွန်တော်ကိုအတင်းအကျပ်ပိတ်လောက်မထားတော့ပါ။သူမကကျွန်တော်ကိုကျောင်းသို့လိုက်ပို့ပေးပြီးစာသင်ခန်းထဲတွင်တိတ်ဆိတ်စွာထိုင်ကြည့်နေတတ်တယ်။ကျွန်တော်ညှင်းနှက်တဲ့အထိစာချက်နေချိန်တွင်သူမကနှုတ်နွေးနွေးတစ်ခွက်ကိုလာရောက်ကမ်းပေးတတ်တယ်။ကျွန်တော်လည်းမတင်ကားမှုများကိုဆွလွတ်လိုက်ပြီးသူမရဲ့အချစ်ကိုတဘာဝအတိုင်းလက်ခံကသူမကိုစိတ်ရောကိုယ်ပါချစ်မြတ်နိုးလာခဲ့မိတယ်။ဆောင်းရာသီရောက်ရှိလာချိန်တွင်ကျွန်တော်အသက်23နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ဖူတူရင်ကကျွန်တော်ကိုမင်္ဂလာဆောင်လက်မှတ်ရေးထိုးရန်ထိမ်းများမင်္ဂလာရုံးသို့ခေါ်ဆောင်သွားခဲ့တယ်။လက်ထဲမှစာအုပ်နီနှစ်အုပ်တဲ့လေးလံမှုကပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေခဲ့တယ်။သူမရဲ့တပ်ပုံကိုကြည့်ရင်ကလေးတစ်ယောက်လိုပျော်ရွှင်စွာပြုံးနေခဲ့တယ်။မင်္ဂလာပွဲကိုအလွန်အေးချမ်းစွာနှင့်နှွေးထွေးစွာကျင်းပခဲ့ကြပြီးမိတ်ဆွေများနှင့်ဆွေမျိုးအတိုင်းဝိုင်းသာတက်ရောက်ခဲ့ကြတယ်။ဖူဖိုးကြီးကကျွန်တော်တို့ကိုကျေနပ်စွာကြည့်နေခဲ့တယ်။အဖိုးကျွန်တော်သူ့ရင်ကိုတစ်သက်လုံးကောင်းကောင်းမွန်မွန်ဆက်ဆံပါမယ်။မင်္ဂလာဆောင်ပြီးနောက်ရက်စွဲများသည်ရိုးရှင်းပြီးပျော်ရွှင်စရာကောင်းလာတဲ့ကျွန်တော်တက္ကသိုလ်မှအောင်မြင်စွာဘွဲရရှိခဲ့ပြီးဖူတူရိပ်နှင့်အတူစီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ခဲ့တဲ့သူမကစီးပွားရေးလောကတွင်လေမုန်တိုင်းထုတ်နိုင်သူဖြစ်တော်လဲကျွန်တော်ရှိတွင်မူနူးညံ့သည့်ပုံရိပ်ကိုသာပြသတတ်တဲ့ကျွန်တော်ကမိဘမဲ့ကေဟာမှတိမ်ငယ်တတ်သောကလေးငယ်မဟုတ်တော့ပါဖူတူရိပ်ကြောင့်ကျွန်တော်မှာအိမ်တစ်လုံးအချစ်တစ်ခုနှင့်တစ်သက်လုံးကာကွယ်ခြင်းသောလူတစ်ယောက်ရှိလာခဲ့ပြီမဟုတ်ပါလားကျွန်တော်နဲ့ဖူတူရိပ်တို့အခက်ခဲပေါင်းများစွာကိုကြော်ဖြတ်ပြီးနောက်ဆုံးတွင်တသက်တာပေါင်းဖက်ခွင့်ရရှိခဲ့ကြပြီဖြစ်တဲ့နေဝင်စည်းစာချိန်တွင်ကျွန်တော်တို့နှစ်ဦးအိမ်ရှိမှန်ပြတင်းပေါက်နာတွင်မိတွေ့ရင်းအပြင်ဘက်မှမီးရောင်စုံများကိုကြည့်နေခဲ့ကြတယ်။သူမကကျွန်တော်ရင်ခွင်ထဲမိကတိုးတိုးလေးလေးတက်လိုက်တယ်။ဂျမ်းချန်အစကတည်းကမမမင်းလက်ကိုမလွတ်ခဲ့တာကံကောင်းတာပေါ့